ဆီယမဂျူရီစုံလေးရက်နဲ့လွမ်းလေချင်းအပိုင်း6တကယ်တော့အဲ့ဒီမေကွန်းတွေထဲကမဖြေချင်တာတွေကိုဒီတိုင်းထားလို့ရတယ်မဟုတ်လားဟင်အေးရတာပေါ့သမီးရဲ့ကျမကညံ့လိုက်တာနော်မေကွန်းတိုင်းကိုဖြေရမယ်လို့ထင်ခဲ့တာမေနှင်းစီစကားပြောနေရတော့တခြားကောင်မလေးနှစ်ယောက်ရောက်လာသည်မိမိကလေးတွေပဲဖြစ်မည်မေနှင်းစီအိမ်မှာပင်ချိန်နာသည်သူတို့လည်းထူဆန်းသက်ချက်အဖြေကိုထိုစမ်းသက်ချက်ကိုဖြေခဲ့ရသည်သို့တော့မေနှင်းစီလိုအခက်အခဲမရှိခဲ့ပေအမုန်းဆုံးလူဟူသောမိကုန်းကိုသူတို့ကြော်ပစ်ခဲ့ကြသည်တဲ့ဆရာမသိလားကျမမှာအမုန်းဆုံးလူလို့မရှိဘူးအချစ်ဆုံးလူဆိုတာလည်းမရှိပါဘူးတငယ်ချင်းတွေကိုဒေါသထွက်တာစိတ်တူတာမကျေနပ်တာဒါတွေတော့ရှိတာပေါ့ဒါပေမဲ့မုန်းနေဆိုတာဘလို့နေမှမသိပါဘူးဒါပေမဲ့ကွက်လက်တွေအကုန်လုံးမဖြေလို့မရဘူးလို့ထင်ပြီးအမုန်းဆုံးလူနေရာမှာတော့နာမည်တစ်ခုတော့ရေးရမယ်လို့ထင်ခဲ့တာကိုဘယ်သူနာမည်ရေးရမလဲကျမတော်တော်စိတ်ညစ်ခဲ့ရတာပါကျမကိုယ့်အဖြစ်ကိုပြန်တွေးကြည့်မိသည်ဟုတ်ပါရဲ့အမုန်းဆုံးလူဆိုသည့်မေခွန်းကိုဘာဖြစ်လို့ထည့်ထားပါလဲကျမမှာရောအမုန်းဆုံးလူရှိလားမရှိပါဘူးအတန်းနဲ့ကတငယ်ချင်းတွေကိုမဆိုတာနဲ့ဘဝမှာကိုပဲအမုန်းဆုံးလူဆိုတာမရှိပါနောက်ဆုံးတော့ကျမနဲ့စကားမပြောဘူးတဲ့အတန်းဖို့ចောင်းသူအမကြီးတယောက်ရဲ့နာမည်ကိုထည့်ရေးလိုက်တယ်အခုမှပြန်တွေးကြည့်မိတယ်မခင်နာစိတ်နာအဲ့ဓာတွေကမုန်းတာမှမဟုတ်ပဲဘာမှမဆိုင်ဘူးအဲ့ဓာကိုကျမနားရောလဲခဲ့ရလားမသိပါဘူးအဲ့ဒီညနေကလေအဲ့ဒီအမကကျမသူ့နာမည်ကိုအမုန်းဆုံးကွက်လက်မှာဖြည့်ထည့်လိုက်တယ်ဆိုတာဘယ်လိုသိသွားမှမသိသွားတယ်ဟုတ်လားပြောပါအောင်သူကစိတ်ဆိုးသွားလားဟင်သူစိတ်မဆိုးဘူးရန်လည်းမတွေ့ပါဘူးဒါပေမဲ့ကျမမျက်နှာပူလိုက်တာသူ့ကိုမျက်လုံးချင်းကိုမဆိုင်ရတော့ဘူးသူပြောတာကိုကျမကြားလိုက်တယ်မင်းနှင်းစီကငါ့ကိုဘာဖြစ်လို့မုန်းတာလဲတဲ့ပြောရင်မင်းနှင်းစီဤမျက်နှာညှိုးသွားသည်အော်ဖြစ်မှဖြစ်ရလေ6တန်းအရွယ်ကလေးတစ်ယောက်အတွက်တော်တော်ခက်ခဲသည့်မိကွန်းတစ်ခုဖြစ်ပါလိမ့်မည်ကျမသာဆိုလျင်ဘယ်လိုဖြေမလဲကျမတွေးကြည့်သည်အမုန်းဆုံးလူမရှိဟုဖြေမှာပေါ့ဒီကလေးကလည်းအနိုင်လုံးနဲ့အဲ့ဒီတော့ကကျမသူ့ကိုပြောချင်နေခဲ့တာပါကျမတကယ်မုန်းတာမဟုတ်ဘူးနာမည်တစ်ခုအဖြစ်ပဲထည့်လိုက်မိတာလို့ဒီတော့ညီမလေးကမဖြေရှင်းခဲ့ဘူးပေါ့ကျမမနေနိုင်လို့ဝင်မင်းပြီးတော့ကောင်မလေးကခေါင်းရံသည်ဟင်တောင်းမှန်မဲလို့တွေးပေမဲ့စိတ်ထဲကတမျိုးကြီးပဲတောင်းပန်မလို့အာယူနေတော့သူကအခန်းထဲကနေထွက်သွားတော့ကျမလည်းဘာမှမပြောဖြစ်လိုက်ဘူးပြောရင်ရောသူယုံပါမလားသူယုံမှာပါဟုကျမဝင်ပြောလိုက်မိသည်မိမိကကျမအားစကားဝင်မပြောရန်မျက်နှာအရိပ်အကဲပြလိုက်သဖြင့်ကျမနောက်ဆုတ်ရက်လိုက်ရပါသည်မိမိကသူ့ကိုအကဲခတ်နေပြီးမှမိကွန်းမေးသည်အခုရောတောင်းပန်ချင်နေတော့လားအခုသူကကြောင်းထွက်သွားပြီအော်သူပဲရောက်သွားမှန်းကျမမသိတော့ဘူးသူ့နာမည်ကဘသူတဲ့လေကောင်မလေးကမိမိကိုမျက်လုံးအဝိုင်းသားနဲ့မောကြည့်ပြီးသူ့နာမည်ကိုမမှတ်မိတော့ဘူးဟုဖြေပါသည်ကျမကောင်မလေးကိုငေးကြည့်နေမိသည်ကျမလည်းတစ်ခါတစ်ခုခုကိုပြုတ်မှုလှုပ်ရှားဖို့နှောင့်ကျတွန့်ဆုတ်တတ်၏တောင်းပန်ဖို့လည်းနှုတ်လေးတတ်၏နောင်တတွေလည်းရတတ်၏ကျမသိစိတ်ညစ်တယ်တကယ်ဆိုအမုန်းဆုံးလို့မရှိဘူးလို့ဖြေလိုက်ရမှာနော်ကောင်မလေးကအရွယ်နဲ့မလိုက်အောင်ပင်စိတ်ညစ်နေသောမျက်နှာဖြစ်သွားသည်ကျမကကောင်မလေးကိုနှစ်သိမ့်ချင်လိုက်တာကျမတစ်ခါကြောက်ကိုမကြိုက်ဘူးမင်းနှင်းစီကမျက်လွှာချလျက်ပေါင်ပေါ်တင်ထားသည့်သူ့လက်တွေကိုငုံကြည့်ကပြောပြီးနောက်ဘာစကားမှမပြောတော့ဘဲအကြာကြီးတိတ်ဆိတ်ငြိမ်သက်သွားသည်ကလေးစိတ်ပညာကိုသိသည်ဟုထင်နေသူများအချက်အလက်အမှန်တွေတော့ရှားပြီးဟုထင်နေသူများကိုကျမပြောချင်လိုက်တာရှင်တို့ရသွားတဲ့အစင်းရဲစရာတွေအချက်အလက်တွေကအမှန်မဟုတ်ဘူးမင်းနှင်းစီလိုမုန်းနေဆိုတာဘာမှမသိပဲလူတယောက်ရဲ့နာမည်ကိုနှမြန်ပြီးရင်ပြီးရောဖြည့်လိုက်သူတွေရှိအောင်မှာပဲတကယ်မမုန်းပဲနဲ့အမုန်းစင်းရင်သွင်းခံရတဲ့သူတွေရောဘယ်လောက်များမလဲအဲ့ဒီလူတွေသိသွားရင်ဘယ်လောက်အားငယ်မလဲဘယ်လောက်ဒေါသထွက်မလဲအဲ့ဒီမေကွန်းဟာမေးစရာလို့လားအချစ်ဆုံးလူဘသူလဲဆိုတာလေအန္တရာယ်ရှိသည့်မေကွန်းအမုန်းဆုံးဘသူလဲဆိုတာကပို့ပြီးအန္တရာယ်ရှိသည်မဟုတ်လား
အဲ့ဒါကိုသိရတော့ဘာတွေများကောက်ချက်ချနိုင်မှာမို့လဲတွေးဆောင်မှုတချို့ပြီးသွားတော့ကိုလက်ကိုကျမရင်ဖွင့်မိသည်ကိုလက်အချစ်ဆုံးဘသူလဲအမုန်းဆုံးဘသူလဲဆိုတဲ့မိကွန်းကတကယ်လိုတယ်လို့ကိုလက်ထင်လာဟင်မသိဘူးလေကိုလက်ကပြုံးဆက်ဆာနဲ့ဖြေပြီးမှအတီပေါက်မျက်နှာဖြစ်ထပ်ပြောသည်ငါဆိုရင်တော့အဲ့ဒီမိကွန်းမျိုးကိုပြည်သူလူထုကိုမေးချင်တာဗျအဲ့ဒီအတိုင်းပဲအမုန်းဆုံးလို့ဘသူလဲအချစ်ဆုံးလို့ဘသူလဲလို့ဖြေခိုင်းချင်တာကိုလက်ကသိချင်တာလားဟာသိချင်တာပေါ့ငါမေးရင်လည်းငါမှဖြေစရာအဆင်သင့်ငါအမုန်းဆုံးလို့ဘသူလဲသိလားတော့နိုင်ငံရေးတွေလာမပြောနဲ့နောက်တစ်ခါထောင်ထဲပြန်ရောက်သွားလိမ့်မယ်ကျမတို့နှစ်ယောက်စိတ်လွတ်လက်လွတ်ရီမောမိပါသည်မိဘတွေကိုသားသမီးကသူ့ဟာသူချစ်နေတာအားကိုနေတွေ့တာနေတာအကောင်းသားနဲ့အဖေနဲ့အမေဘသူကိုပူချစ်လဲဟုမေးကြတာလဲလူကြီးတွေပဲမဟုတ်လားကျမငယ်ငယ်တုန်းကမေမေနဲ့ဖေဖေမိတ်ဆွေတွေကကျမကိုခဏခဏမေးကြ၏အဖေနဲ့အမေဘသူကိုပူချစ်လဲတဲ့ထိုမေကွန်းဤအကျဉ်းချက်ဖြစ်မှုကိုမေးခံရသူသာသိပါလိမ့်မည်ကျမသည်ထိုချက်သေးမှုစိတ်မသက်သာမှုကိုခဏခဏခံစားမှုသည်ဖြစ်ရာကျမကြီးလာလို့သားသမီးတွေရလာလျင်ကလေးတွေကိုထိုမေကွန်းမျိုးဘယ်တော့မှမမေးဖို့ဆုံးဖြတ်ထားခဲ့သည်တချို့အရာတို့သည်မနှိုင်းရှင်အဖို့မဟုတ်လားနှစ်မရောအချစ်ဆုံးလူရှိလာအင်ချင်းကျမမျက်နှာနှွေးကနေပူသွားကခေါင်းခရမ်းလိုက်ရသည်ထိုမေကွန်းကိုသူမေးလိုက်ချိန်တွင်ကျမမင်းမျိုးဆက်ကိုတတိယသွားလို့ပါကိုလက်ပါဖြစ်လို့အဲ့ဒီမေကွန်းကိုမေးတာလေကျမသူ့ကိုမောကြည့်ခြင်းသည်သို့တော်မကြည့်ရဲပါဟာဟာငါအဖြေကိုသိပြီကိုလက်နော်နင်တော်တော်ပြောင်းလဲနေပါလားအင်ချင်းဟုတ်လားကျမပုံစံကအဲ့ဒီလောက်တောင်တိတာနေသလားကျမရင်တွေတုံပြီးပူထူသွားသည်အင်ချင်းဟာမပြောနဲ့ကိုလက်ဘာမှမပြောနဲ့မဟုတ်ပါဘူးငါအတီးပြောမလို့ကိုလက်အတန်ကတီတီငြိမ်ငြိမ်မှုကျမမောကြည့်ရဲသွားသည်ကလေးတွေမှာတစ်ခုနဲ့တစ်ခုနှိုင်းရှင်တတ်တဲ့အသိပညာကိုတော့လိုတယ်ဟာဒီအသီးကကောင်းလားဟိုအသီးကကောင်းလားဒီမုံနဲ့ဟိုမုံဘယ်မုံကကောင်းတယ်လဲဒီပန်းနဲ့ဟိုပန်းဘယ်ပန်းကပိုမွေးလဲပိုလှလဲအဲ့ဒါမျိုးပေါ့ဟာဟုတ်ပါတယ်ကိုလည်းရဲ့မေးပါမေးစရာရှင်စရာပစ္စည်းတွေအများကြီးပါဘာကြောင့်အတန်းနဲ့ကအချစ်ဆုံးလူလဲဘာကြောင့်အမုန်းဆုံးလူလဲဘာကြောင့်အဖေနဲ့အမေဘသူပိုချစ်လဲလို့မေးကြတာလဲအဲ့ဒါတော့ကျွန်တော်တကယ်မကြိုက်ဘူးဘာကြောင့်အချစ်လဲဘာကြောင့်အမုန်းလဲထိုနေ့ညကကျမနဲ့မေမေဗီဒီယိုရိုက်ကူးချက်များကိုပြန်ကြည့်ကြသည်ကိုပါဝင်ရိုက်ကူးထားသည့်အခွေကိုပြန်ကြည့်ရသည့်အရာသာကိုပထမဆုံးအကြိမ်သဘောကျသွားသည်ကလေးတို့သည်လွန်ခဲ့သည့်9နှစ်စနေနံနှင့်ကြောက်စာယုံဖရာတို့မှကျမတွေးခဲ့ရသည့်ကလေးများပဲဖြစ်ပေမဲ့သူတို့ရဲ့ဟန်မူရာကတိတ်မပြောင်းလဲပေမဲ့အနှဲငယ်တော့ကိုထိန်းချုပ်တက်လာသည်ကိုတွေ့ရသည်မိမိကကျမအားသူ့တေသနာနှင့်ပတ်သက်သည့်စီကံချက်ကိုပြောပြသည်သူတို့ကိုကလေးလာပြီးမှတ်တမ်းမဲ့တင်တာသူတို့ရဲ့ခံစားချက်နောက်ကိုမလိုက်ရဘူးပြီးတော့သူတို့ကိုအကြံဉာဏ်ပေးတာညွှန်ကြားတာလည်းမလုပ်ရဘူးဟုတ်ကဲ့သမီးနားလဲပါတယ်ဒါကိုစမ်းသပ်စစ်ဆေးတာလို့ခေါ်တယ်မဟုတ်လားမေမေ No ဒါကစမ်းသပ်စစ်ဆေးတာမဟုတ်ဘူးစမ်းသပ်တယ်ဆိုတာ experiment ပေါ့မဟုတ်ဘူးစစ်ဆေးတာလို့အတိတ်ပဲရတဲ့ test လည်းမဟုတ်ဘူးသမီးသိပြီဒါကို assessment လုပ်တယ်လို့ခေါ်ရင်တော့ခေါ်နိုင်တယ်မဟုတ်လားအခုတော့ကျမစာရီလဲပို့ဖတ်နိုင်ပြီဆီယာမအဖြစ်အလုပ်လဲစဝင်နေပြီမို့သဘောပေါက်ပါသည်အဲ့ဒီလိုလဲပြောလို့မရဘူးထင်တယ်ကျမရဲ့အလုပ်ကပညာရေးဆိုင်ရာဖြစ်သည်မို့ပညာရေးနှင့်သက်ဆိုင်သောစစ်ဆေးအစီရင်ခံမှုအကြောင်းမိမိကိုပြောပြမိသည်သမီးသည်တလောက်တော့ assessment ဆိုတဲ့စစ်ဆေးကောက်ချက်ချခြင်းမှာအမျိုးအစား2မျိုးရှိတယ် summative assessment နဲ့ informative assessment နဲ့မိမိလုပ်နေတဲ့လေးလာမှတ်တမ်းပြုစုတဲ့အလုပ်ကစာမွေးပွဲဖြည့်တယ်လို့အမှတ်တွေနဲ့ဆုံးဖြတ်တယ်လို့မျိုးမဟုတ်ဘူးသူတော်တယ်မတော်ဘူးသူညံ့တယ်မညံ့ဘူးကောက်ချက်ချဆုံးဖြတ်တာမျိုးမဟုတ်ဘူးဒါကြောင့် summative assessment မဟုတ်ဘူးဟုတ်တယ်နော်မိမိဒါပေမဲ့မိမိအလုပ်က informative assessment လည်းမဟုတ်ဘူးနော်မိမိကကျမအားအပြုံးဖြစ်ကြည့်informative ဆိုရင်မိမိကသူတို့ကိုသိတင်သိထိုက်တာတွေအချက်အလက်တွေပညာတွေဗဟုသုတတွေညွှန်ကြားဖြန့်ဝေပေးတယ်လို့အဓိပ္ပာယ်ရလိမ့်မယ်
အခုမေမေကသူတို့ကိုလိလာပြီးအရှိကိုအရှိတိုင်းမှတ်တမ်းတင်ရုံပဲဘာမှဝင်မစွတ်ဖက်ဘူးသူတို့ဘဝတည်းဝင်မသွားဘူးဒါကြောင့်သမီးကိုလည်းသူတို့ဘဝတည်းမဝင်နဲ့လို့တတိပေးထားတာသို့တော့ခွင့်လို့ပါမေမေမောင်သက်ဝေဤဘဝတည်းတော့သမီးဝင်ပြီးသားဖြစ်နေပါပြီမေမေမသိအောင်ဟိုတုန်းကတည်းကတလှမ်းချင်းဝင်နေခဲ့မိပြီပါပြီ1995ခုနှစ်မှာမောင်သက်ဝေကိုပင်းဝရွာရှိသူတို့အိမ်မှာမေးမြန်းမှတ်တမ်းယူကြသည်မို့ကျမရောကိုလက်ပါမေမေနှင့်အတူပင်းဝသို့လိုက်သွားကြသည်အလိုမောင်သည်အရက်ကလန်ကလားနှင့်လူပြိုပေါ်ဝင်နေပါပကောမောင်သက်ဝေသည်ကျမအရက်ကိုကြော်လွန်ပြီးမျက်မှန်လာသည်ကိုတအံ့တအော်တွေ့ရသည်မေမေနှင့်ကိုလက်ကိုစိမ့်နေပေမဲ့ကျမကိုစိမ့်မနေပဲရင်းနှီးလိုက်လှဲသည့်အကြည့်ဖြင့်ကျိုးဆူလေသည်ကျမနှင့်မောင်သက်ဝေရန်ကုန်နှင့်ရေနံချောင်းလူချင်းဝေးကွာနေပေမဲ့စာချင်းတယ်လီဖုန်းချင်းအဆက်အသွယ်ရှိနေသည်ကိုမေမေမသိခဲ့ပါမောင်တို့နေသည့်အိမ်သည်မောင်အဖေ၏ကိုပိုင်အိမ်ဟုသိရသည့်အတွက်ကျမစိတ်ထဲမှာကျေနပ်နှစ်သိမ့်မိသည်အိမ်ကလေးသေးငယ်စီအောင်တော့ဝါထရံကာအိမ်လေးဖြစ်နေစီအောင်တော့မောင်ကိုကိုယုံကြည်စိတ်တွေပေးနိုင်မှာပါကျမခုဖတ်တော့မေမေမှတ်စုစာအုပ်တွေထဲမှာမောင်တို့နေသည့်အိမ်သည်မောင်ဖခင်၏အမမောင်အတော်၏အိမ်ဟုသိခဲ့ရဘူးသဖြင့်မောင်ကိုတနာနေမိခဲ့သည်မေမေကမောင်ကိုကြည့်ရင်ဘာလုံးမလဲဟုမေးတော့လက်သမားဆရာကြီးလုံးမဟုဖြေတာကိုကျမတွေးလိုက်ဖူးသည်ဘာဖြစ်လို့လက်သမားဆရာလှုပ်ချင်တာလဲဆိုတော့အဖေကိုအိမ်ဆောက်ပေးချင်လို့တဲ့ကျမတခါမှမမြင်ဘူးသောမောင်ဖခင်သည်အသားညူထွထွားကြမ်းကြမ်းရုပ်ရည်ကြမ်းတမ်းတော်လဲမျက်လုံးများကယူသားနူးညံ့သည်မောင်ဖခင်ဤကွန်ဆာထားလိုက်တာမှသွားတွေကိုหนีရဲနေတာပဲမောင်ရောကိုနေပါရီစားတတ်နေပြီလားဟုကျမစိတ်ပူသွားသည်မောင်သွားလေးတွေကတော့အခုထိဖြူစင်နေလို့ပါပဲမောင်ကိုဆက်လိတ်လည်းမတောက်စီခြင်းကျမတို့နှင့်မျက်နှာချင်းဆိုင်ပွဲယုံကခြားတိတ်လေးကဖြစ်အခုမှရှစ်တန်းရှိသေးသည်ဆက်လိတ်ကိုလက်ကြားကကိုမချတော့ချေမောင်သားဆက်လိတ်တောက်ရဲ့တောက်ကြည့်ကျမလူရှိတွေပါတွေမရှောင်နိုင်တော့ဘူးတခါတည်းဘိုက်ခောက်ကိုလိမ့်ဆွဲပစ်လိုက်မယ်မျိုးကဆီယာမတွေလိုက်လာသည်ဆိုတော့သူ့အဖေကစိတ်ပူပုံရ၏တက်ဝေမင်းဘာမဟုတ်တာတွေလှုပ်ထားပြန်တော့ဟုတူတူကြိတ်ကြိတ်စူတန်ကိုကြားလိုက်ရ၏ဟာအဖေကလည်းကျုပ်ဘာမှမလုပ်ပါဘူးတကယ်တော့မောင်ကသူ့ကိုယ်သူကြောဟုမပြောရကြပါပြီသူရွာသူပြန်ရောက်သွားလို့များလားကိုလက်ကမောင်ကိုဗီဒီယိုရိုက်သည့်အခါမောင်ကလုံးဝမနေတတ်ပဲရှက်နေသည်တရွာလုံးကလူတွေမောင်တို့အိမ်ဝိုင်းထဲရောက်လာသလားအောက်မိရသည်မောင်ဖခင်ဦးတန်းကိုအားချစ်ခင်သူတွေပေါ်တည်ထင်ပါရဲ့မောင်ကိုလည်းသူတို့ကမောင်သက်လေးဟုချစ်စနိုးခေါ်ကြသည်မမုန်းခင်ရှိရင်တော့ဘလောက်များခုံယူလိုက်မလဲသူ့သားကိုဗီဒီယိုလာရိုက်တာတော့ဟုအားရပါရပြောနေကြသည်သူ့သားကလည်းအေးသူ့တိုင်းချွတ်ဆွပဲချောချက်ကတော့မုန်းလို့တော့မောင်ကထိုးသားများကြတော့ဖြူဝင်းသောမျက်နှာမှာหนีရဲလျက်ရှိလေသည်နေပါအောင်မောင်နှစ်ဘူးမှာအဖုလေးတွေပြစ်သိမ့်လို့ဘာဖြစ်တာပါလဲအသားဖြူဖြူမှာအနေဖုလေးတွေနဲ့ဆိုတော့တိတာထင်ရှားနေသည်ဒီနှစ်ပိုင်းတွေမှာမောင်သက်ဝေဘာတွေထူးထူးခြားခြားဖြစ်လဲဘာတွေတိုးတက်လဲဘာတွေပြောင်းလဲသေးလဲထိုမေကွန်းကိုမေမေနဲ့ဆရာမောင်ကမေးတာမဟုတ်ပဲမေကွန်းတွေကိုမေးတက်သွားပြီဖြစ်တော့ကိုလက်ကဝင်မေးခြင်းဖြစ်သည်ဘာမှမထူးခြားပါဘူးကျွန်တော်အဖေကိုကူပြီးကြက်သွန်ဆိုင်ဖြစ်ပါတယ်မောင်ကဒုံတိတိဖြေသည်လွန်ခဲ့သော9နှစ်ကအိမ်မှာမေမေပြိုးထားသည့်ပြိုးပင်လေးတွေထဲမှအပင်လေးတစ်ပင်ကိုသူ့စီယူသွားပေးဖြစ်သည့်နေ့ကိုချက်ချင်းတတိယမိသည်အဲ့ဒီတုန်းကမောင်ကိုကျမ၏ကိုပိုင်ဥယျာဉ်လေးအကြောင်းပြောမိတော့မောင်ကမျက်လုံးတွေတောက်ပလောက်အောင်စိတ်ဝင်စားနေခဲ့လို့ဖြစ်သည်ဖုန်ကြီးကြောင့်ဆိုတော့မောင်မပိုင်သည့်မြေထို့ကြောင့်စားပင်လေးတွေပဲစိုက်ခိုင်းမိဆိုသည့်အတွေးသာအမအဲ့ဒါဘာပင်လေးလဲခရမ်းချင်သည့်ပင်လေးအော်ဒီအပင်လေးကိုမင်းရှင်တန်အောင်စိုက်လို့ရရင်နောက်တစ်ခါကျအစိကနေပြိုးကြမယ်ခဏလေးနဲ့တီးတဲ့ခရမ်းသီးတို့ဘူးသီးတို့စိုက်ကြမယ်ပြီးရင်ဈေးမှာသွားရောင်းမောင်လေးမှုတ်ဖို့ရမယ်ဟုတ်ကဲ့လူပြောဟုတ်ကဲ့မောင်လေးမြေချင်းတူတက်လားတူတက်ပါပင်းဝမှာကြက်သွန်စိုက်နေကြဟုတ်လားကျောင်းကြီးနောက်ဖက်မြေဆွေးလေးရှိပြီးအရေးမကျသည့်နေရာလေးတစ်ခုကိုရွေးပြီးကျင်းတူးကြသည်
မောင်ဘလို့စိုက်ကင်းမျိုးလူချင်းလဲဟုမေးသည့်အခါသူကခေါင်းလေးကုတ်လျက်စဉ်းစားသည်သူမဖြေတတ်ပေကျမသူ့ကိုကူစဉ်းစားပြီးရင်ဆုံးဖြတ်လိုက်သည်ကျမတို့ကလည်းကျမစိုက်ကင်းကိုမေမေကူညီပြီးပုံဖော်ပေးခဲ့တာကိုကောင်းပြီကျမသည်ကျွေရည်တော့တံပကံပြားဟောင်းတစ်ခုကိုကျောင်းပေါ်မှာသွားရှာခိုင်းပြီးထိုပကံပြားထဲတွင်ရေဆွေးအမောက်ထဲကမြေညှိလိုက်သည်ထို့နောက်ပကံပြားထဲတွင်ပန်းပွင့်လေးတွေတိတ်ရွက်အသေးတွေအကြီးတွေသူ့စိတ်ကူတရာထည့်ခိုင်းပြီးအသေးစားဥယျာဉ်လေးတစ်ခုဖန်တီးခိုင်းလိုက်သည်မောင်လေးဘာအယောင်နဲ့ဘာပန်းပင်ကိုဘယ်နေရာမှာထားပြီးစိုက်ချင်လဲရွေးကြည့်ထဲ့ကြည့်မကြရင်ပြန်နှုတ်ကြည့်ပြီးလို့တေချာပြီးဆိုရင်အဲ့ဒီအတိုင်းပေါ်ဖို့ပုံပေါ်ပြီးစိုက်ကြမယ်ထိုကစားနည်းကိုမောင်တက်ဝေအလွန်သဘောကျခဲ့၏အေးလေမေမေခိုင်းတော့ကရောင်စုံခဲတံဖြစ်ပုံတူဆွဲရမှာပြောင်မြောက်သည့်ကလေးပဲရေဆွေးပေါ်မှာဘာပန်းပင်ဘာအယောင်ဆိုင်မည်ဟုပန်းစစ်စစ်တွေနဲ့အယောင်ချဲခြင်းကိုမကြိုက်ပဲရှိပါမလဲသို့တော့သူကစိတ်တော့တော်တော်များ၏ဘလောက်များသူစိတ်မပြတ်သားလိုက်တယ်လဲဆိုရင်ဒီကနေ့သူစီစဉ်ပြီးသွားတော့ဥယျာဉ်ပုံစံလေးကိုအဟုတ်မှတ်ပြီးကျမကမျိုးစေ့တွေယူလာသူကနောက်နေ့ကျဒါမကြိုက်တော့ဘူးဟုပြန်ပြင်းနှစ်ခါသုံးခါတော့ပကံပြားဥယျာဉ်ကိုပြန်ပြင်တာထိုကကျမစိတ်တူတူနဲ့သူ့ကိုငေါ့မိသည်မောင်နင်ဘလို့ဖြစ်နေတာလဲစိတ်ကပြောင်းလို့ပဲမပြီးတော့ဘူးလားနင်အသက်ကြီးလို့မိမယူရင်ယူပြီးမှအဲ့ဒီလိုခဏခဏပြောင်းနေမှာလားထိုအခါမောင်ကရှုတီတီဖြစ်မိမတော့မပြောင်းပါဘူးတယောက်ပဲယူမဟုပြောလိသည်အဲ့ဒီတုန်းကတော့ကျမတောင်အီဘာမှမတွေးပဲမျက်စောင်းသာထိုးခဲ့မိသည်အခုအခါမောင်ကိုကြည့်ရတာစိတ်အိုက်နေပုံရ၏အိမ်ကတည်ဧည့်သည်ကမြများရေနံချောင်းကလာတာကကြီး၄ယောက်အိမ်နီးချင်းတွေနဲ့ဆွေမျိုးတွေနဲ့အိမ်ကျန်းခင်းမှာညွတ်တော်ညွတ်လူမတက်မိုးကရွာတစ်ချက်မရွာတစ်ချက်မောင်ဖခင်ကမိုးဆူဆူမှာကျမတို့ဧည့်သည်တွေစားဖို့အိမ်နီးချင်းတွေစီကနေပဲကြော်လက်ဖက်သွားယူလာသည်ပြောင်းတာပေါ့မောင်ရအခုကိုပိုင်အိမ်လေးနဲ့နေကြပြီပဲဒါပြောင်းတာပေါ့အားလုံးကတအံ့တအော်ဝိုင်းကြည့်ကြတော့မှသွားပြီးဟုထူပူသွား၏ကျမမောင်ကိုလူပုံအလင်မှာအထူးသဖြင့်မေမေရှိမှမောင်ဟုလွတ်ကနေခေါ်လိုက်မိပါပြီကောလားကျမလေးကိုပါးကို3-4ချက်လောက်ဆင့်ပြီးရပ်ပစ်ခြင်းသည်ဘာဖြစ်လို့အဲ့ဒီဘက်စကထွက်ရတာလဲမေမေကကျမကိုတစ်ချက်ကြည့်လိုက်တယ်လို့ကိုလက်ကတော့မျက်မှောင်တောင်ကျုပ်သွားသည်ထင်ပါရဲ့မောင်ကတော့ဘာမှမထူးခြားသလိုပဲမောင်ကြားနေကြအတုံးနှုံမဟုတ်လားအိမ်ကတိတိလေးပါမောင်ပုံပန်းတွင်မြင်ကတော့တော်တော်ပြောင်းလဲနေပြီကိုတွေ့ရသည်အတိတာဆုံးကတော့အတန်ပေါ့ကြီးကောင်ဝင်လာသည့်မောင်အုံတန်မှာကလေးတန်လေးကနေကွာတီးခွာကြရီစရာအတန်အော်ကလေးအဖြစ်ပြောင်းလဲလာတာကျမတတိထားမိသည်ချောင်းဆိုပြီးအတန်ဝင်ပြီးကစားကလေးတယောက်လိုပဲပြောင်းတာတွေတော့ရှိတယ်ကျွန်တော်တငယ်ချင်းတယောက်ຫນွေတုံးကတည်သွားတယ်ထို့အဖြစ်ကိုမေမေစီမှစာအရှိကြီးကိုဖတ်ထားခဲ့ပြီလို့ကျမသိနေပါသည်မေမေသူတေသနာအုပ်စုဝင်မဟုတ်ပေမဲ့မေမေတပည့်ဟောင်းဖြစ်သည့်9တန်းကျောင်းသူလေးတယောက်တည်ဆုံးသွားခြင်းဖြစ်သည်သူနဲ့နေဆက်ရာဆယ်ကျော်သက်လူငယ်လေးများအပေါ်ကြီးစွာသောထိခိုက်မှုဖြစ်ခဲ့သည်ကျမတို့ရေနံချောင်းမှာအာတုဘချလျင်အာတုဘစိန်ကိုလူတွေရှေ့နောက်အိုင်းထမ်းပို့ကြပြီးအာတုဘအိမ်မှတုတ်တန်တို့ခြေလျင်လျှောက်လျက်လိုက်ပါပူဆောင်ကြသည်ထိုအခါမျိုးတွင်ကြေးစီတနောင်နောင်ထုပြီးတိတ်ဆိတ်စွာပို့ကြသည့်တာမန်အာတုဘမျိုးရှိသလိုဝါရီစီတိုရီခောက်ပြီးမြိုင်ဆိုင်စွာလမ်းဆွတ်เสียလိုက်ပါပူဆောင်သည့်အာတုဘတွေလည်းရှိသည်ထိုအာတုဘမျိုးမှာတွင်ယိုတွင်စားများ၏မိသားစုဝင်တို့တည်ဆုံးလျင်ကျင်းပသောထုံးစံတစ်ခုဖြစ်သည်ထိုဂီတအမျိုးအစားကိုပြိုင်းတောင်ခောက်သည်ဟုခေါ်ကြသည်တင့်သည်တွင်စားကြီးဥဖိုးဟန်၏သမီးအငယ်ဆုံးဖြစ်၏1995ခုနှစ်နွေရာသီသည်မိုးမခနှင့်တင့်တငယ်ချင်း2ယောက်ရှစ်တန်းစာမေးပွဲဖြည့်အပြီးကာလဖြစ်သည်စကားပြောလို့မဝရှောက်လေလို့မဝအချိန်ကာလပေါ့မိုးမခတို့သည်သွားနေကြရွှေပုံသာလမ်းတွေမိုးမခတို့သည်သွားနေကြရွှေပုံသာလမ်းတွေဘက်သို့မလှည့်ပဲမြို့ဤတစ်ဖက်စွန်ညင်နီခင်တို့လက်မှတ်ကုန်းတို့မှရှိသည့်ဖျားရီစီအထူးဆန်သွားလေကြသည်ဥပိုးခင်ဖျားတဲ့ခြုံနယ်ပိတ်ပေါင်းတွေဤဘေးက
လူသွားလမ်းပြပြလေးကိုစပိန်တစည်းနှင့်မိုးမခတို့တွားခဲ့ကြသည်တကယ်တော့ရေနံချောင်းမြို့သည်စပိန်စီဖို့တော်တော်ကိုအဆက်မပြေသောမြို့ဖြစ်သည်မြို့မှာကုန်းအစင်ကုန်းအတက်တွေဖြင့်အနှိမ့်အမြင့်အကွေ့အကောက်တွေထူလာသည်သို့သောရေနံချောင်းမှာစပိန်ဖြစ်တွားကြသူတွေအများကြီးရှိပါသည်တင့်တင့်ကစပိန်စီကျွမ်းကျင်သည်မိုးမခကသူ့ထက်ကိုလုံးသေးသူမို့တင့်တင့်ကမိုးမခကိုစပိန်မနှင်းစေခဲ့သူကသာအသွားပြန်နှင်းပြီးမိုးမခကိုနောက်ကကယ်ရီယာခုံပေါ်မှာလိုက်စေခဲ့သည်ထိုနေ့သည်မိုးမခကြုံတွေ့နေကြတာမန်နေ့တစ်နေ့ပဲဖြစ်သည်တည့်ရွက်တွေကလေတိုက်တိုင်းကျွေသည့်ຫນွေနေ့တစ်ခုပါပဲလေတိုက်သည့်အခါကျွေပြီးသားတည့်ရက်တွေကလည်းရှက်တိုက်ပြေးလွှာရောက်ရက်ခတ်နေကြသည်ညီတချို့ဝါတချို့ညိုတချို့တည့်ရွက်ကျွေများပြန်တွေးကြည့်တော့တခုခုကြီးကြီးကျယ်ကျယ်ဖြစ်သွားတော့မြည်အတိတ်နမိတ်ဟူ၍လဲဘာမှမပေါ်လာခဲ့သည့်နေ့ဖြစ်သည်တခုပြောစရာရှိသည်မှာတင့်တင့်ဤခေါင်းလျှော်ပြီးစဖြန့်ချထားသောစပင်ရှိတို့ကလေတိုက်တိုင်းဝဲလွန်နေသဖြင့်မိုးမခဤမျက်နာစီသို့ခဏခဏရောက်လာသည်ထိုစပင်မြင်းတွေကိုမိုးမခကလက်ဖြင့်တပ်ဖယ်နေရတာခဏခဏအထူးသဖြင့်ခေါင်းအစင်ဘရိတ်ကိုလွတ်ပြီးအရှိန်ဖြင့်ဆင်းသည့်အခါဝှက်နှင့်မျက်နာကိုတရှိန်တူလေတိုးသည့်အခါများတွင်ပိုဖြစ်သည်ကင်ချတော်မူအေးသူတို့အသက်တအေးဖြင့်အတန်ကိုချစ်ပြီးအော်မိသည့်အထိစိတ်လှုပ်ရှားစွာပြောခဲ့ကြသည်တမျိုးလုံးကြားလောက်သည့်ရီမောတန်များဖြစ်ပါလိမ့်မည်ထိုရီမောတန်များသည်မိုးမခတို့နှစ်ယောက်၏နောက်ဆုံးချမ်းမြေ့ခြင်းဂီတဖြစ်ခဲ့သည်ရေနံချောင်းမြို့၏ကုန်းစင်များတွင်နာမည်အကြီးဆုံးမြစိမ်းရောင်တရားအဆင်ရှိသည်မြစိမ်းရောင်ရုပ်ရှင်ုံနားမှရှိသည်တွင်ကုန်းလက်မကုန်းမြေနီခင်ရက်ွက်တီမှတလျှောက်လုံးဆင်းလာသောအဝေးပြေးကားလန်သည်ညစင်းအောင်တရားစီသို့အစင်းမှာတော့တော်တော်လေးမဆောက်သည့်အစင်းဖြစ်သွားသည်ထို့ကြောင့်ထိုနေရာတဝိုက်တွင်အစင်းလန်းနှင့်အပြိုင်တစ်ဖက်မှအတက်လန်းတူတခုပြုလုပ်ထားခဲ့သည်စင်းသည့်လန်းကမဆောက်ပြီးတက်သည့်လန်းကပူပြေသည်သို့သောတရားကတော့တစ်ခုတည်းဖြစ်သည်မြို့တဲ့ဘက်ကနေလာသည့်လန်းကလည်းညစင်းအောင်တရားစီချင်းကပ်သည့်အခါအစင်းလန်းဖြစ်နေတာပါပဲမြစင်းအောင်တရားသည်ဟိုဘက်ဒီဘက်ကုန်းမြင့်နှစ်ခုကြားမှရှိသည့်ကြောင်နဲ့ကြောက်ကမ်းပါနှစ်ခုကိုဆက်ပေးထားသည့်တရားဖြစ်သောကြောင့်သည်မိုးမခတို့ကမြင်းနီခင်ဘက်ကနေမြစင်းအောင်တရားစီသို့အစင်းတစ်ဖက်မြို့တဲ့ဘက်ကနေဆင်းလာသည့်ကုန်းကားကြီးတစ်စီးနှင့်မျက်နှာချင်းဆိုင်မိကြသည်မြစင်းအောင်တရားသည်ကျင်းကျင်းလေးဖြစ်၏ကားတစ်စီးသာသွားလို့ရသည်မြင်းလှဲတောင်နှစ်စီးရှင်းမသွားနိုင်တစည်းပြီးမှတစည်းရှောင်မောင်းရသည်မိုးမခတို့စပိန်သည်ကားကြီးနှင့်တရားပေါ်တွင်မျက်နှာချင်းဆိုင်စုံလို့မဖြစ်ထို့ကြောင့်လောက်ရမှာကနှစ်လမ်းမရှိသည်စပိန်ကိုဘရိတ်အုပ်ပြီးလမ်းပေးဆင်းရဲခြင်းရက်သို့မဟုတ်ကားကြီးထက်အရင်ကိုကတရားပေါ်ဖြတ်မိအောင်ဘရိတ်ကိုလွတ်ပြီးအရှိန်နှင့်ပြေးဆင်းပြီးတော့ကားကြီးကလည်းတစ်ဖက်မှဆင်းလာနေတာမို့အရှိန်တော့မနေပြီကုန်ကောင်းမှုသူ့လေးချိန်ကများသည်မိုးမခတို့စပိန်ကပေါ့ပါသည်နောက်ပြီးမိုးမခတို့အစင်းကပိုးပြီးမဆောက်သည်ထို့ကြောင့်တရားသူမြင်မြင်ရောက်ဖို့တေချာသည်တင်းတင်းကစပိန်နဲလာသူမို့သူပဲဆုံးဖြတ်သည်မိုးမြင်မြဲကင်ထားနော်အလေးအနက်တတိပေးသည့်စကားတန်မိုးမခကနည်းနည်းကြောက်နေလို့အေးဟူတောင်အတန်မပေးနိုင်ခဲ့တင်းတင်းရဲ့ရက်လိုက်ပါလားဟုအကြံပေးခြင်းသည်သို့တော်နှုတ်ကစွန့်နေခဲ့သည်နှလုံးခုန်သားမှာတတိုင်းတိုင်းနှင့်ကိုယ်တိုင်ကြားရလောက်အောင်ကျေလောင်လာသည်အဲ့ဒီတုန်းကမိုးမခသာစပိန်နင်းသူနေရာမှာရှိခဲ့လျင်ဘာလုံးမိမှလဲဟုအခုပြန်စင်းစားကြည့်တော့မသိမချပါပဲစပိန်ကိုပရိတ်အုပ်ပြီးဘေးကရလမ်းပြီးမှဘေးကင်းရလမ်းပြီးမှရက်လိုက်မိမှလားမသိချပါတင်တင်ကတော့အဆုံးဖြတ်ချက်ပြတ်သားသည်မိုးမခကိုမြင်းမြဲကင်ထားဖို့တတိပေးပြီးနောက်စပိန်ကိုတရားစီသို့ဆင်းသွားသည်မှာစက္ကန့်ပိုင်းသာကြာခဲ့သည်10စက္ကန့်လား20စက္ကန့်လားသူတို့စပိန်သည်ဟုတ်ကနေမြန်ဆန်သောအချိန်ဖြင့်တရားဖို့အရှိန်ဖြင့်တရားဖို့ရောက်သွားသည်ထို့နောက်တရားအဆက်သို့အချိန်မီရောက်သွားသည်ထို့အချိန်မှာဟိုဘက်ကဆင်းလာနေသောကားကြီးကမိုးမခတို့နှင့်မျက်နှာချင်းဆိုင်တွေ့လေသည်ပုံမှန်အတိုင်းသာဆိုလျင်သူတို့လွတ်ပြီးမိုးမခသာဒီထက်ပိုပြီးတက်တီကောင်းခဲ့လျင်မိုးမခသာဒီထက်ပိုပြီးသွေးအေးခဲ့မည်ဆိုလျင်မိုးမခသာတင်းတင်းစကားကိုနားထောင်ခဲ့မည်ဆိုလျင်မိုးမခတို့နှစ်ယောက်စလုံးအခုအချိန်မှာပျော်ရွှင်ချမ်းမြေ့သည့်တငယ်ချင်းတွေအဖြစ်ဆက်လက်တည်ရှိနေလိမ့်မည်သို့သောမိုးမခသည်
ထိုကားကြီးနှင့်စပိန်ပုတ်မိသွားမှကိုကြောက်နေမိခဲ့သလားတင့်တင့်မိုးမခ၏ကိုခန္ဓာအလေးချိန်ကိုပါတင်နေရသည့်အတွက်စပိန်ကိုထိန်ရခက်လိမ့်မည်ဟုထင်နေခဲ့လို့လားသူခုန်ချလိုက်လျင်တင့်တင့်သည်ပူ၍ပေါ်ပါသောစပိန်ကိုလူတလိုထိန်နိုင်မည်ဟုမိုးမခထင်ခဲ့မိလို့လားတခါတခါမိမိလှုပ်လိုက်မိသည့်အလုပ်ကိုဘာကြောင့်ဟုမသိလိုက်ပဲလှုပ်မိလှုပ်ရလှုပ်လိုက်မိတာတွေရှိမှာပါမိုးမခသည်တရားဟိုဘက်အစင်းရောက်တော့ကားကြီးကိုရွတ်တရက်အနီးကကြီးရင်ဆိုင်လိုက်ရသည့်အခါမျက်လုံးတွေပြဝေသွားပြီးခုံစင်းချလိုက်သည်မိုးမခခုံစင်းချလိုက်ရသည်ကတ္တရာလမ်းပေါ်ဖြစ်ပြီးအရှိန်ဖြစ်လဲကျသွားသည်တကူလုံးမှာပူကနေနှာကျင်မှုကိုခံစားလိုက်ရ၏ထို့နောက်ခေါင်းကကတ္တရာလမ်းအမာပေါ်သို့ကျသွားသည်ဦးခေါင်းသည်ထူပူနာကျင်သွားသည်သို့သောချက်ချင်းတတိမလိမ့်သွားခဲ့ထို့ကြောင့်ဘဝမှာဘယ်တော့မှမမေ့နိုင်တော့မည်ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကိုမျက်စိဖြင့်တက်အပ်မြင်လိုက်ရသည်တင့်တင့်စပိန်သည်အရှင်ဖြစ်လာနေသောကားကြီး၏ဘေးကိုယ်ထဲနှင့်ပုတ်တိုက်သွားပြီးတင့်တင့်ရောစပိန်မှလဲကျသွား၏လဲကျသွားသည်မှာကားကြီး၏ဘိန်းများအောက်စီသို့ဖြစ်၏အတန်နက်နက်ဖြင့်ကြောက်လန့်တကြားအော်တန်သည်တင့်တင့်စီကလားသူစီကလားမိုးမခမတဲကွဲခဲမိုးမခအော်လိုက်မိတာလည်းဖြစ်မိတင့်တင့်အတန်ကိုလည်းသူကြားလိုက်ရတယ်လို့ပဲကြွေကနေအတန်ကြီးကြွေကနေအတန်အကျယ်ကြီးပရိတ်ဥတ်တန်နှင့်အတူကားကြီးသည်စပိန်ကိုနင်းချေပစ်လိုက်တော့သည်အမလီမိုးမခမျက်စိတွေမှိတ်သွားအောင်ချက်ချင်းတတိလစ်သွားလျင်ဘလောက်ကောင်းမလဲသို့တော့မိုးမခပြူးချောင်ကြည့်နေမိသည့်မြင်ကွင်းသည်အထင်အရှားတဲလွှမ်းသည့်မြေပြင်ဖုံသွေးစပင်ရှိများတဆက်ဆက်လှုပ်ခနေသောဖြူဖွေးသည့်ခြေထောက်လေးထို့နောက်မိုးမခတတိပြန်ရလာသည့်အချိန်တွင်ဆေးရုံကတင်ပေါ်မှပက်လက်ဖြစ်နေသည်သူ့ဘေးနားမှာတင့်တင့်ကိုတွေ့ရမည်မဟုတ်မှန်မိုးမခတတိရရချင်းသိနေခဲ့တော့လဲပထမဆုံးမိခင်ကိုပြောမိသောစကားမှာတင့်တင့်ရောဟူသည့်မိကွန်ဖြစ်သည်သမီးနေကောင်းအောင်နေတင့်တင့်လည်းနေကောင်းသွားမှာပါမိခင်ကမျက်ရည်အပြည့်မျက်လုံးများဖြင့်မိုးမခကိုကျင်နာစွာကြည့်ရင်နှစ်သိသည်တကယ်တော့ထိုနေ့တွင်တင့်တင့်သည်ဆေးရုံကြီး၏ရေခဲတိုက်ထဲတွင်ငြိမ်သက်စွာလဲလျောင်းလျက်ရှိပြီးမိုးမခအိပ်ပျော်နေစဉ်တငယ်ချင်းတွေကတဲ့နားသို့ရောက်လာကြသည်အိတ်နေမိသလားနိုးနေမိသလားမသိကြသည်အိမ်မမူကြီးအသိစိတ်မပြောက်တပြောက်အချိန်တို့တွင်သူတို့ပြောစကားလေးတန်တူတူကိုသူမကြားတစ်ချက်ကြားတစ်ချက်နေငါကိုမယုံဘူးလားလို့ပြောရင်တည်သွားတာတဲ့သူခုန်ချလူဖြစ်တာလားဟုတ်မှာပေါ့တွေးလိုက်တဲ့လူတွေကပြောတာတဲ့နောက်ကကောင်းမလေးသာခုံမချရင်လွတ်မှာတဲ့တင့်ကိုတကြိုးသည့်နေ့တွင်တငယ်ချင်းဤနောက်ဆုံးခရီးကိုမိုးမခကလွဲပြီးအားလုံးလိုက်ပို့ခဲ့ကြသည်မိုးမခသည်ခေါင်းကိုထိသွားသောတရားဖြင့်တတိလင်းလိုက်ပြန်တတိရလိုက်ဖြစ်နေခဲ့ချိန်တွင်တနေရာတွင်တော့ပြိုင်းတောင်ခောက်လျက်စီကားတက်မြိုက်စွာဖြင့်အာတုဘချနေခြင်းဖြစ်သည်တင့်အလောင်းထည့်ထားသောအာတုဘခေါင်းကိုတငယ်ချင်းတွေဝိုင်းထမ်းပူကြသည့်အထက်မှာတရန်းနဲ့သာတက်ဝေလည်းပါသည်ကြောင်းမတူသည့်ဆွဲနှောင်လည်းပါသည်ကြောင်းမတူတော့လဲမိမိ၏သူတေသနာအတွက်အင်တာဗျူးတွေ့ဆုံခြင်းတွေကကလေးတွေကိုခင်မင်ရင်းနှီးအောင်ဖန်တီးပြလိုက်သောကြောင့်သူတို့ချင်းမကြာခဏဆုံတွေ့ဖြစ်ကြသည်တင့်အာတုဘစီကားရခြင်းမှာတွင်စာကြီးတမိမှုအတိုင်းဝိုင်းကြီးလို့လည်းပါသည်တေဆုံးပုံကမြို့သူမြို့သားတွေတတ်မှတ်နေကြအစိမ့်တည်ဖြစ်သောကြောင့်စိတ်ထိခိုက်ဖွယ်ထူးဆန်းမှုတစ်ခုဖြစ်နေသောကြောင့်လည်းပါသည်တင့်ကငယ်ရွယ်သေးသည့်စေကျော်သက်ကလေးတူဖြစ်နေတာလည်းပါသည်အာတုဘသည်ရေနံချောင်းတွင်အစီကားဆုံးအာတုဘတွေထဲမှာပါတာပေါ့တင့်၏အာတုဘမှာထုံးစံအတိုင်းရက်တောင်ကမ်းယုံအပြင်တင့်ရေးဆွဲသည့်ပကြီးပုံတူစာရက်လေးတွေလည်းကမ်းသည်ကျမစီတို့မိလှမ်းပို့လိုက်သည့်စာရှိထဲတွင်ပါလာသည့်ထိုပကြီးသည်မြို့မတောင်ရက်ကွက်ကအိမ်ခေါင်မိုးတွေကိုစနေနံဖျားပေါ်မှအပေါ်စီးကနေမြင်တွေ့ရသည့်မြင်ကွင်းနှင့်တူသည်ဟုကျမခံစားရသည်အိမ်ခေါင်မိုးလေးတွေကြီးပဲထူးထူးဆန်းဆန်းရေးဆွဲထားသည့်ရေဆေးပကြီးကားလေးဖြစ်သည်အာတုဘပူပရိသတ်သည်တင့်ရေးဆွဲသည့်ပကြီးပုံလေးကိုကြည့်ပြီးမျက်ရည်မစဲနိုင်အောင်ဖြစ်ကြရသည်အလောင်းကိုမြေချခဏီတ
တပြေတန်းကြောင့်မှတင်းတင်းဤအတန်းပိုင်စီယာမဒေါ်တီရာလိုင်းကအမိတ်ပြန်တန်းကိုဖြတ်ဖတ်တော့ပရိသတ်ထဲမှငွေရှိုက်တန်တချို့ကြားရသည်တင်းတင်းမိခင်ကတော့တတိလစ်ပြီးလဲကျသွားတော့သည်ထိုအချိန်မှာတတိလစ်သွားလိုက်အိပ်ပျော်သွားလိုက်နိုးလာလိုက်ဖြင့်မူးရစ်ဝေရီနေသောမိုးမခသည်တင်းတင်းဤအတန်ကိုသာထက်ခါကြားနေခဲ့သည်မိုးမခအနားမှာတူတူလေးကပ်ပြီးလာပြောနေသည့်အတန်မေးခွန်းတစ်ခုမေးနေသောအတန်သူကိုတုံရင်သည့်အတန်ဖြင့်မေးနေသည့်မေးခွန်းတစ်ခုမိုးနေပါပြစ်လို့ခုံချလိုက်ရတာလေနေငါကိုမယုံဘူးလားမိုးမခတကူလုံးမီးလောင်မြိုက်ခံလိုက်ရသလိုပူထူသွားပြီးကြောက်လန့်တကြားအော်ဟစ်ပြစ်လိုက်သည်သမီးဘာဖြစ်လို့လဲမေမေရှိတယ်လေမေမေရှိတယ်သူ့လက်ကိုမိခင်ကထွေးဆုပ်ထားသည်မိုးမခ၏ကြောက်လန့်စိတ်တို့ပြဲမသွားခဲ့ပါသူကြောက်ရွံ့သည့်အခါတိုင်းမိခင်ကမိုးမခလက်ကိုထွေးဆုပ်ဖြစ်ညစ်နှစ်သိမ့်လိုက်လျင်ကြောက်ရွံ့မှုတွေပျောက်ကွယ်သွားစမြဲပါသို့သောအဲ့ဒီတခါတော့မိခင်သည်မိုးမခ၏စိတ်တည်ငြိမ်သွားအောင်ဖြေသိမ့်မပေးနိုင်တော့ပြီတင်သည်သူ့ကိုမိခင်လက်လန်းမမီသည့်နေရာကိုဆွဲခေါ်သွားခဲ့ပြီမိုးမခဘာဖြစ်လို့ခုန်ချလိုက်တာလဲတင်သည်မိုးမခခုန်ချလိုက်လို့ဟန်ချက်ပြက်ပြီးကားအောက်သို့ရောက်သွားတာလားထိုအတွေးသည်မိုးမခအားကဘာလောကကနေချက်ချင်းပျောက်ကွယ်သွားလျင်ကောင်းမှဟုနောင်တကြီးစွာပူပင်တော့ကရောက်စီခဲ့သည်သူသာခုံမချခဲ့လျင်သူသာတင့်ကိုယုံကြည်ခဲ့လျင်ထိုနေ့ဤနောက်တွင်မိုးမခသည်အရင်တုန်းကမိုးမခပြန်မဖြစ်တော့ဘယ်တော့မှပြန်မဖြစ်တော့ပေသူကိုယ်သူတငယ်ချင်းကိုတီးစီခဲ့သောမကောင်းဆိုးဝါးတကောင်အဖြစ်ကြီးလို့ငရဲကိုသွားဖို့အချိန်ကြာအောင်စောင့်နေရသူအဖြစ်နောင်တတွေနှင့်ကြောက်ရွံ့မှုတွေနှင့်နှင်မောလျက်ရှိသည်သူပြောသမျှစကားတိုင်းခြေလန်းတိုင်းသည်သူ့အတွက်ဘာမှမထူးခြားတော့ပြီဟုသူခံစားနေရသည်ကျမတို့သွားတွေ့သည့်အချိန်တွင်မိုးမခသည်မကွေးတိုင်းစီယုံကစေယောဂါကုဆရာဝန်၏ကြက်ကြက်မမတ်ကုသမှုအောက်မှရှိနေစေလူနာဖြစ်သည်မိမိသည်သူ့ကိုယ်တော့ခလန်းလက်မှမတိမသားပဲဗီဒီယိုရိုက်ပါဟုကိုလက်ကိုကြိုတင်ပြောထားသည်ကျမစိတ်အလိုရဆိုလျင်ထိုညီမလေးကိုဗီဒီယိုလည်းမရိုက်စေခြင်းအင်တာဗျူးလည်းမလုပ်စေခြင်းတွားလည်းမတွေ့စေခြင်းသေးပြီသူနေကောင်းသည့်အထိစောင့်စေခြင်းသေးသည်ကလေးမလေးသည်ထိတ်ကနေရှိလျင်ထိတ်လန့်တုံးဝမ်းနေကြည်ခွဲတုံးအတန်ဆူဆူညံ့ညံ့ဆိုလျင်ကြောက်လန့်တုံးဖြစ်သည်မိဘတွေသည်ကလေးမလေးကိုအရေးတကြီးကြီးနှင့်ပူပန်စွာစောင့်ရှောက်နေရသည့်အဖြစ်သို့ရောက်နေရသည်တကယ်တော့ထိုညီမလေးသည်အတန်းထဲမှပထမအမြဲတမ်းရသည့်စာအတော်ဆုံးကျောင်းသူလေးဖြစ်ခဲ့သည်အခုနှစ်မှာတော့သူသည်ကျောင်းကိုယ်တော်မတက်တစ်ချက်တက်တစ်ချက်သူ့ဘဝသည်တစီချိုးပြောင်းလဲသွားခဲ့ပြီဖြစ်သည်မိန်းကလေးကဖြူဖြူနွဲ့နွဲ့ချောချောလှလှလေးချစ်စရာတနာကျင်စရာလေးပါဆိုဖာစတီလေးပေါ်မှာကျုံကျုံလေးထိုင်ပြီးခေါင်းကိုငှဲ့ဆောင်လျက်မိထားသည့်ကလေးမလေးသည်မျက်ရည်များဝိလဲနေတော့သူစကားပြောသည့်အခါတူတူဖွားဖွားလေးကျမသူ့အတန်ကိုမနှင်းအားဆိုင်နားထောင်ရသည်ထိုညီမလေးဤမိခင်ကသမီးကိုနွားနို့တဖန်ခွက်တိုက်ရင်ကျမတို့အုပ်စုကိုလည်းကော်ဖီခွက်များလာချပေးသည်ထိုနေ့ကမိုးမခစကားနည်းနည်းပဲပြောသည်တင်းကအိမ်မက်တွေထဲထိလိုက်လာပြီးသူ့ကိုအဖြစ်တင်သည်ဆိုတာမျိုးထက်ခါပြောနေခဲ့သည်အိမ်ပြန်ရောက်တော့မိမိကိုမေးမိသည်မိမိတင်းကသူ့ကိုတကယ်ပဲအိမ်မက်ပေးတာများလားယင်မိမိကအလိုမကျသလိုမျက်မှောင်ကျုပ်လျက်ကျမအားခြေဆုံးကောင်းဆုံးကြည့်လေသည်သမီးကဘွေးရလို့အလောက်တောင်ဝင်နေပြီနော်သမီးကျမမေးလိုက်မိတာမှားသွားပြီဟုချက်ချင်းသိလိုက်ပါသည်အိမ်မက်ပေးတာတို့ပါတို့အဲ့ဓာတွေသမီးကောင်းနဲ့ရောက်နေတာမိမိအံ့ဩတယ်ဒါစိတ်ကြောင့်ဖြစ်တာလေဒါဥပဒံအစွဲလေးသမီးဒါလေးတောင်မသိဘူးလားမိသည်တပည့်မလေးအဖြစ်ကြောင့်မေးရင်စိတ်ထိခိုက်တယ်လို့ဖြစ်တာခဏပါပဲပြီးတော့ထိုအကြောင်းကိုမှတ်စုရေးနေတော့သည်မိုးမခ၏လှုပ်ရှားပြောဆိုပုံကိုဗီဒီယိုရိုက်ချက်အနှဲငယ်သာရသည်ကိုလက်ကလည်းအလိုက်တသည့်ဆက်ကိုပိတ်ထားလိုက်သောကြောင့်ဖြစ်သည်သို့သောနေ့လယ်ကမြင်ကွင်းနှင့်အတူကျမမမြင်လိုက်သောအာတုဘမြင်ကွင်းနှင့်ရောပြီးမှန်းဆကြည့်တော့ကြေကွဲဖွဲ့ရာဗီဒီယိုပြချက်များပြကွက်များလိုပဲထင်ရှားစွာမြင်ရောက်လာခဲ့သည်တကယ်တော့သူခုံဆင်းလိုက်လို့သာသူလွတ်သွားတာမဟုတ်လားသူသာခုံမဆင်းလျင်တင့်နဲ့အတူသူပါအသက်သေးဆုံးရမှာမဟုတ်လားသို့တော့
မိမိအမြင်ကတော့ကျမနဲ့စန့်ကျင်ဘက်ဖြစ်ပါသည်သူခုံဆင်းလိုက်လို့စပိန်ကဟန်ချက်ပြတ်သွားတာဖြစ်နိုင်တဲ့သမီးရဲ့မိုးမခတာခုံမစင်းမှုဆိုရင်သူတို့ကားနဲ့လွတ်လောက်တယ်ကျမမိမိကိုတအံ့တအောကြည့်မိသည်ပါလဲသမီးကမိမိစကားကိုမယုံဘူးလားသမီးစပိန်မစီးတတ်တော့ဟန်ချက်အကြောင်းဘယ်သိမလဲဒီလိုရောမဖြစ်နိုင်ဘူးလားမိမိညာစိမ်းအောင်အစင်းကတဲတွေနစ်နေတာတဲတွေကြောင့်စပိန်ကိုမထိန်နိုင်ပဲခါသွားတာရောမဖြစ်နိုင်ဘူးလားသမီးကတော်တော်အကောင်းမြင်တတ်တာပဲစိတ်တော့ဖြေးသားမှာပေါ့သမီးဒါပေမဲ့လောကကြီးမှာအကောင်းမြင်ဝါဒတစ်ခုတည်းနဲ့အလုံးမဖြစ်ဘူးအမှန်ကိုမြင်ရဲမှရမယ်အမှန်တရားဆိုတာနည်းနည်းတော့ရက်ဆက်တာပေါ့လေကျမမိမိကိုငေးကြည့်နေမိသည်မိမိစိတ်ဓာတ်မျိုးကိုကျမလူချင်လိုက်တာညမိမိအိတ်သည့်အချိန်ကျမမအိတ်နိုင်သေးပဲ2 ရက် 3 ရက်အတွင်းအင်တာဗျူးမေးချိန်မှာရိုက်ကူးထားသည့်ဗီဒီယိုအခွေတို့ကိုကြည့်နေမိသည်အဖေနှင့်အတူကြက်တော်တွေစိုက်နေပြီဖြစ်သည့်မောင်သက်ဝေသည်ငငယ်ကလိုလေသမားလုံးမဲဟုမဖြေတော့ပဲကြက်တော်စိုက်ပြိုးသည့်အတွေ့အကြုံကိုခန်းခန်းနာနာပြောပြနိုင်နေပြီကျွန်တော်ကြီးလိုက်ရင်လေအဖေကိုကူပြီးလဲစိုက်တော့မယ်အဖေကကျွန်တော်ကိုပညာတတ်စေခြင်းနဲ့ကျွန်တော်ကပညာတတ်မဖြစ်ချင်ဘူးဟေးဘာဖြစ်လို့လဲဘာဖြစ်လို့ပညာတတ်မဖြစ်ချင်တာလဲမိမိကတအံ့တအောမေ၏ပညာတတ်တွေကဟန်ဆောင်နေတာပဲစိတ်ထဲကတစ်မျိုးအပြင်ကတစ်မျိုးသူများကိုလည်းနှိမ်တက်ကြတယ်စာမတော်ရင်လည်းနှိမ်တာပဲပတ်စံမရှိရင်လည်းနှိမ်တာပဲသူမျက်နှာလေးကအနှဲငယ်တီတီတင်တင်ဖြစ်နေတယ်လို့ပဲတခြားကလေးတွေထက်မောင်သက်ဝေကပိုပြီးမျက်နှာတီနေသည်ဘသူကမှဖွင့်မပြောဘဲထားသောခံစားချက်တွေသူ့မှာရှိလိမ့်မည်ဟုကျမတွေးမိသွားသည်မောင်မှကျမကိုပဲမပြောဘဲထားသည့်ဖုံးကွယ်မှုတွေရှိနေပြီလားသူ့အတွင်းစိတ်ကိုကျမမြင်နိုင်လျင်သိကောင်းမှာပဲဗီဒီယိုမြင်ကွင်းမှာတောင်ထင်ထင်ရှားရှားမြင်နေရသည့်မောင်မျက်နှာပေါ်ကဝက်ချံဖူလေးတွေကိုငေးလျက်စိတ်ပူနေမိသည်ကျမလည်းငငယ်ကဝက်ချံဖူပေါက်ဘူးပါသည်သို့တော့ကျမပါးပြစ်မှာပဲပေါက်တာသူကပါရောနှစ်ဖူးရောအကုန်လုံးပေါက်တာအဖုသေးသေးလေးတွေမှပြုတ်နေတာပဲဟုတ်မဟုတ်ရဲ့လားဆရာဝန်သွားပြခိုင်းရမှာလားမောင်နေမျက်နှာကဝက်ချံတွေများလုံးနေဆရာဝန်လေးပါလေးပြကြည့်ပါလားရေနံချောင်းကိုလာခဲ့အောင်လေဒေါက်တာသိန်းထွန်းနဲ့ပြကြည့်ရအောင်နော်မောင်ကတော့သူ့ဝက်ချံဖူးတွေကိုလုံးဝစိတ်ဝင်စားပဲကျမရန်ကုန်မှာနေထိုင်ရသည့်နေ့စဉ်ဘဝကိုစိတ်ဝင်စားနေခဲ့သည်မမဘသူနဲ့နေတာလဲမမကအဆောင်မှာနေတာမိန်းကလေးတွေ10 ယောက်လောက်စုပြီးနေကြရတဲ့အဆောင်မင်းတို့ဖုန်းကြီးเจ้าမှာနေကြတယ်လို့ပေါ့မမတို့ကတော့ကိုယ့်ကတဲ့နဲ့ကိုယ့်အခန်းနဲ့ကိုနေကြတယ်ထမင်းချက်စားလို့ရတယ်အဲ့ဒီမှာမမကဘာလုပ်နေတာလဲမမကကြောင်းပြီးလို့အလုပ်လုပ်နေပြီမောင်ရဲ့ဘာကြောင်းလဲနိုင်ငံခြားဘာသာတက္ကသိုလ်မှာအင်္ဂလိပ်ဘာသာတက်တာအင်္ဂလိပ်စာတော်အောင်သင်တန်းသူလည်းထပ်တက်ရသေးတယ်ပြီးတော့စာကြည့်တိုက်တစ်ခုမှလှုပ်အားပေးဝင်လုပ်တယ်အခုတော့အင်္ဂလိပ်စာကျောင်းတစ်ကျောင်းမှာဆီယာမဖြစ်နေပြီ။အော်မောင်လေးပညာသင်ဖို့တိတ်အရေးကြီးတယ်နော်မှတ်ထား။ကြိုးစားသင်ပညာတတ်မှလိမ္မာရေးချရှိတာ။ပညာတတ်တော့အမှားနဲ့အမှန်ကိုခွဲခြားသိတယ်။ပညာတတ်တော့ကျင့်ဝတ်သီလမြဲအောင်စောင့်ထိန်တတ်တယ်။ပညာကိုကျမတန်ဖိုးထားသလိုမောင်ကိုလည်းတန်ဖိုးထားစီခြင်းသည်ပညာနဲ့ပတ်သက်ပြီးတူတူခါခါဖြစ်နေသည့်မောင်အမြင်တွေကိုပြင်ပေးခြင်းသည်ရှေးတုန်းကဆုံးမစာရီထဲမှာပညာကိုဗလ9 တန်ရဲ့ထိတ်ဆုံးမှရှိတယ်လို့တခန့်တနာဖွဲ့ထားကြတာမောင်ရဲ့ကျမမောင်ကိုလောကတာရပြုတ်တဲ့ကဆုံးမစာကဗျာကိုရွတ်ပြလိုက်သည်အင်္ဂါမြည်တွင်အထွတ်တင်သာမျက်ရှင်အလားပညာအားလျင်စီးပွားမြင့်နိုင်အခေါင်တိုင်၏ပြေးလှိုင်ကျေစုအထူးထူးတွင်အမှုစင်စစ်ရှေ့သွားဖြစ်လျက်အပြစ်ခွာရှောင်အကျိုးဆောင်သာတက်ခေါင်ပညာမလိမ္မာကိုစေပါသုံးဆွဲကို၌မြဲကငရဲမလားရှေးရှုသွားလျက်မြက်ဖြားနိဗ္ဗာန်ခရီးညွှန်ရှင်းတဲ့မောင်ကကျမစကားကိုခပ်ပြုံပြုံနားထောင်နေုံပဲအင်းလည်းမပြောဟင်းအင်းလည်းမပြောပညာတတ်ရင်အပြစ်ကိုမလုံးဝှဘူးကောင်းကျိုးချမ်းသာကိုပဲလုပ်ဖြစ်တယ်ပညာတတ်ရင်ငရဲမလားဘူးနိဗ္ဗာန်ကိုရောက်မယ်ပညာကအဲ့ဒီလောက်ထိဘဝမှာအရေးကြီးတယ်မောင်သည်ပိုတုံလုံးလေးဘဝကနေလက်လှပသောလိပ်ပြလေးဖြစ်မှဖြစ်လာပါမလားဟုစိုးရိမ်မိသွားသည်ကျမ၏ပညာနှင့်ပတ်သက်သည့်အဆုံးအမစကားတို့ကို
သူနားဝင်မည်ဟုထင်မိတာမှားသွား၏ကိုရန်နှင့်ရောက်တော့ကျမတို့အိမ်နှင့်မျက်စောင်းထိုးကကြက်သွန်အားလုံးတူလောင်ပြီးပြန်ရောက်သည့်တမရပွဲယုံမှသူနေနေတာကိုသိလိုက်ရသည့်အခါကျမတော်တော်စိတ်ညစ်သွားခဲ့ရလေသည်ထိုအိမ်သည်တပြေတန်းကျောင်းတော်ကကျမနှင့်အတန်းတူတငယ်ချင်းဖြစ်ခဲ့ဘူးသောဆန္ဒမောင်တို့အိမ်ဖြစ်၍ပိုတော်စိတ်ညစ်ရသည်ဆန္ဒမောင်သည်တငယ်ချင်းကိုပင်အဖက်မတန်သလိုအထက်စီကအမြဲဆက်ဆံတတ်သူမှကျမသိတာကိုဘာဖြစ်လို့တမရမလာနေတာလဲမောင်လေးနဲ့အမျိုးလားမတော်ပါဘူးကျွန်တော်ကဒီမှာအလုပ်လာလုပ်တာဘာကျွန်တော်ကဒီမှာစည်ရေးလဲလုပ်တယ်ကူလီလဲထမ်းတယ်လေအမလီဖြစ်မှဖြစ်ရလေကူလီဟူသောစကားလုံးကိုကျမငယ်ငယ်ကတည်းကကြားရတာနားကလောခဲ့သည်သူ့နှုတ်ဖျားမှပေါ့ပေါ့လေးပေါ့ပြောထွက်ပြီးမဲ့ကျမနားထဲမှာပူလောင်စွာခါးသီးစွာဝင်ရောက်သွားခဲ့တာပါတင်ထွေးဘာသာပြန်သောကူလီဟူသောဝိထုတပုတ်ဤကြော်ညာကိုဖွားဖတ်နေသည့်မဂဇင်းဟောင်းတွေထဲမှမြင်ဘူးသည်အသက်15နှစ်အရွယ်ကိုရန်ကျောင်းသားလေးတစ်ယောက်ကိုသူများအိမ်မှာကူလီအဖြစ်အလောက်ခိုင်းသည့်သူ့ဖခင်ကိုကျမမုန်းလိုက်တာလဲဘော်ကကြက်တုံအိတ်တွေကိုသူထမ်းပိုးပြီးတိုက်ထဲတည်ယူနေချိန်မှာကျမအိမ်ဘက်ကနေမြင်ရတော့မကြည့်ရလို့မျက်နှာလွှဲနေခဲ့ရသည်ဓာတ်ထပ်ပူဆိုးတာကဆန္ဒမောင်ကဈေးဝယ်သွားလျင်မောင်ကဈေးချင်းအောင်ဆွဲဖို့နောက်ကနေတကောက်ကောက်လိုက်ရသည့်မြင်ကွင်းပေသည်မောင်သက်ဝေသည်အလုံးမအားလိုက်နဲ့အားလိုက်လျင်ဖွားစီရောက်လာတော့တာပဲတဲ့မိမိကကြောင်းသွားနေချိန်ကျမကရန်ကုန်မှာကြောင်းတက်ရင်အလုပ်လုပ်နေချိန်ဖေဖေကနေဆက်ကနေတခြားနိုင်ငံသို့ထွက်သွားပြီအိမ်မကအသက်80ကျော်အဖွားပဲကြံရည်ခဲ့တာမို့အဖွားကိုအဖော်လာလုပ်ပြီးသည်ဟုအဖွားကယူဆသည်မိမိကတော့ဘသူကိုမှမယုံကြည်သူပြီးမောင်သက်ဝေအဖွားစီခဏခဏလာနေခြင်းကိုတတိထားဖို့အဖွားကိုမှားသည်တစ်ချက်တွန်းလိုက်ရင်လဲကျသွားမှအမေအိမ်မှာရှိသမျှရွှေတွေငွေတွေအကုန်ပါသွားတဲ့ကိစ္စမရှိဘူးအမေအသက်နဲ့အန်နီရဲ့ကိုထိခိုက်မှာကိုတော့ကျမစိုးရိမ်နေတကားပိတ်ထားပါအမေရဲ့ဘသူလာလာဖွင့်မပေးပါနဲ့ဟဲ့မခင်မေအဲ့ဒါညီးတပည့်ရင်းလေးလေဖွားကမောင်သက်ဝေဘက်ကနေမခံနိုင်သလိုမိမိကိုမျက်လုံးပြူပြီးអော်သည်အိုးတပည့်ဖြစ်ခဲ့တာကတဒန်းတုံးကပဲအခုသူတို့မှဖြစ်နေတဲ့စိတ်တွေအမေသိနိုင်လို့လားဘယ်သူမှမသိနိုင်ဘူးမေမေသည်သူများကိုတော်တော်ကိုမကောင်းမြင်တတ်သူပဲဟုကျမတိတ်တိတ်တွေးပြီးစိတ်ထဲမှာနာကျင်မိ၏ကျမမောင်သက်ဝေကိုယုံကြည်သည်သူ့စိတ်နှလုံးသားကိုဖြူစင်မြင့်မြတ်လာချီဟုကျမမထင်ပါသို့တော့သူတစ်ပါးဒုက္ခရောက်အောင်နှိပ်စက်လို့သူတော့မဟုတ်ဟုကျမသိ၏မေမေဤအဲ့ဒီတန်တရားမျိုးကိုသူ့ကိုအရေးအမွတ်လေးတောင်ပြန်မပြောဖြစ်အောင်ကျမထိမ့်သိမ့်ရသည်ဒီကလေးများပြန်သိသွားလျင်ဘလောက်တောင်နာကျင်လိုက်မလဲကျမရေနံချောင်းသို့ပြန်ရောက်နေခိုက်အချိန်တွေမှာတတိထားမိတာကတော့ကောင်းလေးသည်ကျမတို့အိမ်ကိုလှမ်းမြင်ရသောစရေးစပွဲလေးပြီးမှအမြဲလိုရှိနေတတ်ခြင်းပင်သည်လက်တူလက်တောင်ခိုင်းသည့်အလုံးမှန်သမျှကိုပေါ့ပါစွာပြေးလွှာလောက်ကင်ပေးရကနေနည်းနည်းအားပြီးဆိုလျင်ထူစပွဲလေးနားမှလာထိုင်ပြီးစာအုပ်တအုပ်ကိုဖတ်နေတတ်သည်ပထမတာနှင့်တတိယတာတို့ကစာဖတ်ရတာပြင်းသည့်မောင်သက်ဝေသည်အခုအခါအားသည့်အချိန်မှစာရီဖတ်နေပါလားသူ့ကိုစာဖတ်တတ်အောင်ပြုပြင်ပြောင်းလဲပေးလိုက်တာအဘဇာနဲ့ပါပုံလားကျမလားဘသူပြုပြင်မှုကပိုပြီးရာခိုင်နှုန်းများပါလိမ့်နော်အမလီတော့နင့်ကိုခေါ်ထားတာအလုပ်လုပ်ဖို့ဟဲ့အိတ်လိုက်စားလိုက်ဝတ္ထုလေးဖတ်လိုက်နဲ့စိန်ကြနေဖို့မဟုတ်ဘူးသွားအိမ်သားထဲမှာရေမရှိဘူးသွားဖြည့်ချေစမ်းရုပ်လေးလှသလောက်အတန်ကြမ်းတမ်းဆူရှာသည့်ဆန္နာမောက်အတန်သည်ကျမအိမ်ဘက်အထိလွင့်ပြန်လာတတ်လေသည်ကျမနှင့်မောင်သက်ဝေတို့ကြားကတန်ရုံးစင်ကိုသူတိထားလို့ကျမကြားအောင်အတန်မြင့်ပြောနေတာများလားတညချမ်းအချိန်ထမင်းစားပြီးကစားကျမတို့အိမ်ရှိကအုတ်လီကတဲ့ပေါ်မှာသူလာထိုင်တော့ကျမအိမ်ရှိထွက်သွားကခဏထိုင်ပြီးသူနှင့်စကားပြောဖြစ်သည်မောင်နင်လာကဘလောက်ရလို့လဲနင်ပတ်စံဘလောက်လူချင်းလို့လဲကျမမချစ်မရဲမေးမိသည်သူကဘာမှမဖြေပြီလောကမှာလှုပ်เสียအလုပ်ဒီလောက်ရှားသလားသူများအိမ်မှာကူလီလှုပ်ရသလားနေ့ချောင်းစီကိုငါပေးမယ်အဲ့ဒီအိမ်မှာမနေနဲ့တော့ကျွန်တော်ပတ်စံမလိုပါဘူးဘာဘုံကကျွန်တော်ကိုချောင်းစီအမြဲထောက်နေကြဒါဖြစ်ပါလို့ဆန္ဒမောက်အိမ်သွားပြီးကြုံခံချင်ရတာတော့ကျမစိတ်ပေါက်ပေါ့ဖြစ်စကလုံးတွေကြမ်းတမ်းသွားသည်
သူ့ကိုမေးရင်နာကြီးစိတ်ဖြင့်မျက်ရည်တွေရှစ်ဝိုင်းလာခဲ့သည်သူကကျမမျက်ရည်တို့ကိုညအချိန်လာမိတိုင်အောက်မှာမမြင်တာပဲလားကျမကိုမတုံမလုံးငေးကြီးလျက်ငူငူကြီးနှုတ်ဆက်နေခဲ့သည်ဘုန်းကြီးเจ้าကရေတွင်းကရေတွေခတ်ပါမနိုင်တနိုင်ဂျိုင်းကြီးတွေဆွဲပြီးစွန်းဟင်းနေတဲ့ပါအဘဆိုင်ရဲ့ဖားဖို့ကိုနှိတိုင်းမီးတောက်ပြင်းအောင်ဆွဲပြီးကုညီစမ်းပါကျောင်းထဲကမြေလွတ်မှာစိုက်ထားတဲ့စားပင်တွေကိုရေလောင်းပေါင်းတဲ့ရေစီလွှာထည့်ပြီးရှင်အောင်စိုက်စမ်းပါရတဲ့အသီးနှံတွေကိုရောင်းလိုက်စမ်းပါနှစ်ကိုအဲ့ဒီအလုပ်တွေနဲ့မြင်ရတာငါဒီလောက်စိတ်မစင်းရဲပါဘူးအခုတော့ဒီလောက်စီးပိုးတဲ့စာနာမောက်အိမ်မှာမှနင်အလုပ်လုပ်ရသလားကျွန်တော်မပင်ပန်းပါဘူးနင်မပင်ပန်းမိမဲ့နှစ်ကိုအဲ့လိုမြင်ရတာငါပင်ပန်းနေဟဲ့တဝေရဲ့ဟောဗျာမမကလည်းသူကခေါင်းကိုပွားရှုံနေအောင်ကုတ်တော်သည်ဒါဖြင့်မမကျွန်တော်ကိုအလုတ်ခန့်လေဘာလုပ်ချင်လို့လဲပါပဲလုပ်ရရေခတ်မလားမမရဲ့ဥယျာဉ်ထဲမှာမာလီလုပ်ပေးရမလားဖွားဖွားအတွက်လက်ကတုံတောင်ဝေလုပ်ရမလားကျမပြုံးမိသည်ခေါ်ထားခြင်းပါရဲ့မောင်လေးခိုင်းဖို့မဟုတ်ပါဘူးမောင်လေးဘဝမြင့်မအောင်အားတဲ့အချိန်မှာစာအုပ်တွေဖတ်စီခြင်းလို့မေမေစီကဆုံးမစကားတွေကြားစီခြင်းလို့ဖွားဖွားနဲ့မေမေရဲ့အကျဉ်းနာတွေနဲ့မောင်နှလုံးသားလေးကိုနူးညံ့အောင်ပြင်ဆင်ပေးခြင်းလို့စာပေနှင့်ဂီတသည်ကလေးတစ်ယောက်၏နှလုံးသားကိုနူးညံ့အောင်တိမ်မွေ့အောင်ဖန်တီးပုံသွင်းပေးနိုင်မည်ဟုကျမယုံကြည်သည်ငယ်စဉ်ကတည်းကအခုချိန်ထိသူ့ကိုပေးဖတ်ခဲ့မှုသည့်ကြပြစာအုပ်လေးများမဂဇင်းနှင့်ဝတ္ထုစာအုပ်များသည်အလဟတ်တော့မဖြစ်နိုင်ပါဘူးနော်အခုအခါဖွားဖွား၏ခွင့်ပြုချက်ဖြင့်မေမေစာအုပ်စင်နှင့်ဖေဖေစာအုပ်စင်သည်သူ့အတွက်အချိန်မရွေးရှာဖွေယူနိုင်သည့်ယတနာတိုက်ကြီးတွေဖြစ်နေပေပြီတနည်းတော့လဲကောင်းပါတယ်လေကျမအိမ်ကစာအုပ်စာပေယတနာတိုက်ကြီးနှင့်ညီနီနာနာမှာအလုပ်ရတော့သူ့ဘဝလေးတိုးတက်ဖို့မျှော်လင့်ချက်တွေပို့ပြီးပြင်လာတာပေါ့သို့တော့ဆန္ဒမောင်းအိမ်မှာမောင်သက်ဝေကြရှိမခံမှာတစ်နှစ်မပြည့်မီမှာပင်ထိုအိမ်မှနှင်ချခံလိုက်ရသည်တရခန့်ကကျမတို့ရက်ွက်ရှိငါးမျက်နှာဖျားအခြေမှာညတကောင်ချိန်လောင်သည့်မိပေါ်ရေနံချောင်းသည်မိုးနှဲရေရှားရက်ဝန်တွင်ရှိသဖြင့်ပူပြင်း၆သွေးသည့်ရာသီဥတုဖြစ်ရာညရာသီတွင်မီးခဏခဏလန့်သည်အကြီးကျယ်မီးလောင်တာကတော့၃ခါလောက်ဖြစ်သည်ကျမကိုမမွေးခင်ကမေမေတို့အိမ်မီးထဲပါခဲ့ပြီးလက်ရှိအိမ်ကိုစောက်ထားတာဖြစ်သည်ကျမဘဝတွင်တော့မီးလောင်လို့လွတ်ရာကိုပြေးရသည့်အတွေ့အကြုံဆိုလို့တီတချိန်ကပထမဆုံးဖြစ်သည်ဖွားဖွားကတော့မီးလောင်သည်ဟုကြားရုံနှင့်ဒူးတွေတုံလာတတ်သည်ဟုမေမေပြောသည်ဖေဖေမရှိတော့ကလေးကယောက်ျားသားရဲ့လို့အိမ်မှာအားကိုးစရာမရှိတော့မေမေကပဲကြိုတင်စီမံခန့်ခွဲရသည်မေမေကအလွန်စီးစနစ်ကြနာသူမို့လွေရသည်ဆိုလျင်မီးလန့်လျင်အလွယ်တကူတည်ယူရမည်အထုပ်ဘိုးတို့ကိုအစင်သစ်ပြုလုပ်ထားသည်မေမေအဖေပိုးပိုးအမြဲမှကြားသည့်စကားတခွန်းရှိတဲ့မီးလောင်လျင်အိမ်မှာရှိသည့်အဖိုးတန်ပစ္စည်းတို့ကိုတည်ယူပြီးပြေးရတာဖြစ်လို့ဘာကအဖိုးတန်ဆုံးလဲဟုရွေးတတ်ဖို့လိုတယ်ဘဝအိမ်မှာကိုးကွယ်ထားသောဖျားစင်းတုတော်ဇေဒီတို့ကိုရိုးသေးစွာရှ िख ိုးကြော်ပြီးအဝိဖြူဖြူပြပတ်မိမိ၏မိခင်အိုဖခင်အိုတို့ကိုအရင်ဆုံးမီးလွတ်ရာခေါ်ဆောင်ပြေးသလိုပဲဖျားကိုစိတ်ကရည်မှန်းပြီးမီးလွတ်ရာကိုပင့်ဆောင်ပါတဲ့မိမိကဖျားစင်းတုတော်တွေကိုတဆူချင်းထဲ့ဖို့ဂရိဘာအိတ်အနီလေးချုပ်ထားသည်ထိုဂရိဘာအိတ်ထဲသို့ဖျားတွေထည့်ပြီးတော့ဖွားဖွားကိုဆွဲပြေးဖို့စီစဉ်ထားသည်အဝတ်အစားတွေစာအုပ်တွေတက်တာတွေထဲထည့်ထားလျင်တောင်ဖွားဖွားကိုတစ်ဖက်ကဆွဲရမည်မိမိအတွက်မတည်နိုင်ပြီမတည်နိုင်သည့်အတူတူတန်ရောစင်ကိုဖြတ်ထားတာကောင်းသည်အရေးကြီးစာရွက်စာတမ်းနှင့်ရွှေထဲတချို့ကိုဇက်တက်ထားသည့်အဝတ်လက်အိတ်ထဲမှထည့်ဆက်လွယ်တိုင်းလွယ်ပြီးပြေးုံမဲတဲ့ထိုငါမျက်နှာဖျားမီလောင်ချိန်မှာကျမပြန်ရောက်နေတုံဖြစ်လို့တော်ပါသည်အိမ်နှစ်သိမ့်နေသဖြင့်အရှံတကြီးကြီးမီတောက်တွေကိုကြောက်မက်ဖွယ်မြင်နေရသည်ပိုဆိုးရာကထိုနေရာတွင်ရေနံစီပေပါတွေလောင်ပြီးရေနံစီတက်စီရောင်းသည့်အိမ်တအိမ်ရှိနေတော့ထိုစီပေပါများကိုမီးလောင်ပောက်ကွဲတန်ကညတကောင်မှဟိန်ထွက်နေသည်ကောင်းကင်တစ်ခုလုံးနေရဲပြီးလင်းထိန်နေတာလင်းထိန်နေကနေအလင်းလိုပင်ဖြစ်နေသည်သိချတယ်လေကအနောက်ရမ်းလေအိမ်ဘက်ကိုလာမှာပဲလွတ်နိုင်စရာမရှိဘူးတမီဖွားဖွားကိုတွေ့သူများတွေကမီးတက်အော်တန်ကိုကြားလျင်ဘလို့နေမလဲမသိပေမဲ့
ကျမကတော့မိသက်အုပ်ဩတန်ကိုကြားလျင်ပို့ပြီးရင်တုံသည်တည်ငြိမ်အောင်ကြိုးစားထားရသည့်စိတ်ကလွင့်စင်ကတုံလှုပ်သွားတော့သည်ကျမကဆုရထားသည့်ပက္ကာဖောင်တိန်လေးနှင့်ပြင်သစ်ဝတ္ထုစာအုပ်လေးတွေကိုအယောင်ယောင်အမှားမှားဖြင့်ကောက်ထည့်နေချိန်မိမိကကျမအားရွှေထဲသည့်အိတ်ကိုအတင်းထုတ်ပေးသည်သမီးဘာတွေလဲစာအုပ်တွေလားဟုတ်အိုးစာအုပ်ကပြန်ဝယ်လို့ရပါတယ်အဲ့ဒါထားလိုက်ဟင်းမေမေဒီစာအုပ်ကပြန်ဝယ်လို့မရဘူးမြန်မာနိုင်ငံမှာမရှိဘူးသို့တော်ဘာမှပြောမနေပဲမိမိလှမ်းပေးသည့်အရာကိုယူလိုက်သည်ရော့ဒီမှာသမီးအဖေရဲ့ပုံတွေပါတဲ့မိသားစုအယ်ဘမ်လေးအဲ့ဒါကိုထည့်အောင်မိမိကတော့ဖျားထည့်ထားသည့်ကတိပါအိတ်ကိုလဲလွယ်၃ယောက်လုံးအတွက်အဝိစားတချို့ကိုသူ့အိတ်ထဲကောက်ထည့်ကမီးကိုအကဲခတ်ရင်အပြင်ထွက်ဖို့တကားကိုအဖွင့်တကားဝမှာတတုံတုံထူပြီးရောက်လာသူကမောင်သက်ဝေဖြစ်နေသည်မဆီယမကျွန်တော်ဘာတည်ပြီးရမလဲအလိုမောင်သက်ဖွားဖွားကမောင်သက်ဝေကိုမြင်တော့မျက်ရည်တွေကျလျက်အာကိုတကြီးဖက်လေသည်အမလီမောင်မင်းကြီးသားလေးရောက်လာပြီရော့ဒီအထုပ်လေးတွေဆွဲပေးပါဒါဆီယမတို့နိုင်နေမင်းအဖွားကိုပဲတွေ့တော့စာအုပ်တွေကောင်လေးကစာအုပ်စင်တွေစီပြေးသွားကအော်နေ၏စာအုပ်တွေကိုမသေးဘူးထားခဲ့မေမေကအော်သည်ဖွားဖွားကဟဲ့ငါဘရားအိတ်လေးအခန်းထဲမှာကြံခဲ့ပြီးလှုပ်ပါအောင်ဟုပြရပြောပြန်သည်ပောက်ကွဲတန်တွေနဲ့အတူမီးအပူချိန်တောင်ကျမတို့စီဟတ်လာပြီးမှုချွေးတွေပြန်လာပြီးဖွားဖွား၏ပတ်စံအိတ်ကိုပြန်ယူဖို့ကျမအလှည့်မေမေကကျမလက်ကိုဖမ်းဆွဲ၏တော်ပြီသမီးအဖွားနဲ့အတူပြေးတော့လူအုပ်ကြီးနဲ့လမ်းအပြင်ရအောင်မနေတူရမှာသမီးအချိန်မရှိဘူးနော်ရတယ်မေမေမောင်လေးအဖွားကိုတွေ့မေမေရွှေငွေအိတ်အရေးကြီးသလိုအဖွားကဘရားအိတ်ဟုခေါ်သောပတ်စံအိတ်လည်းအရေးကြီးတာကျမသိသည်ထိုပတ်စံအိတ်ထဲမှာအဖွားတောင်မိုးထားသည့်အရာတွေရှိသည်လက်မြေစာချုပ်ဟောင်းတွေအဖွားရွှေဝဲသည့်ပေါင်ချစာရွက်တွေရွှေစီတီဖုန်ကြီးကစွန့်ထားသည့်ဗုဒ္ဓဂါယာကပင့်လာသည့်ဘောဓိညောင်ရက်လေးတွေဖြစ်သည်အရေးကြီးပစ္စည်းတွေစုံပြီးဟုကျမတို့အိမ်ပြင်ပြေးထွက်ကြသည့်အခါဒေါ်စိန်စိန်လည်းအထုပ်ပူးမနိုင်တနိုင်ဖြင့်ကျမတို့နှင့်အတူပြေးဖို့ရောက်လာသည်ဆီယမကြီးမိတွေကပြေးလာနေပြီးတော့သွားစို့ဒေါ်စိန်ကိုမြင်တော့မှကိုလက်မရှိပါလားဟုတတိယသွားသည်ကိုလက်ကမိမိအတွက်အထောက်အကူရဖို့တဲ့ရန်ကုန်မှာဗီဒီယိုတီးဖြတ်တင်တန်းသွားတက်နေပါသည်အဖွားကခြေလမ်းကိုလုံးဝမလှမ်းနိုင်တဆဆတုံနေသောဒူးတွေဖြင့်ညွတ်ကြနေလို့မောင်သက်ဝေကပွေ့ချီလိုက်ရသည်ကျေးဇူးတင်လိုက်တာမောင်လေးရဲ့ကျမသည်မေမေနှင့်တော်စိန်ခြေလန်းလှမ်းရသူလိုက်ပါပြေးနေရပြီမဲ့ဘယ်ကိုလဲဟုအသေးချာမသိတကယ်တော့အေယာဝတီမြစ်တောင်ပြင်ထိအောင်ပြေးကြရခြင်းဖြစ်သည်ရက်ွက်တွေကတစ်ခုနှစ်တစ်ခုကတ်နေပြီးအိမ်တွေအများစုကတက်ကဲမိုးတွေဖြစ်ရာမိကူးဖို့လွယ်သည်မိလို့ဖို့အသေးချာဆုံးမှာအေယာဝတီမြစ်ကမ်းတောင်ပြင်ဖြစ်သည်ဟုဖွားဖွားကခဏပြောဘူးတာတောင်ပြင်သေးပေါ်ခြေနေမိတော့မှကျမတတိယသွားသည်ဟုတ်တာပေါ့တောင်ပြင်ဆက်မှာကျမတို့အရင်လူကြီးတွေခလေးတွေတော်တော်များများရောက်နေကြပြီကျမတို့မီးလောင်ရမှလွတ်ပြီဟုစိတ်ချရသောအခါမောင်သက်ဝေကမမဒီမှာနေခဲ့အောင်နော်ကျွန်တော်ပြန်သွားလိုက်အောင်မဲဟုခတ်တူတူပြောပြီးလက်ကနေပြန်ထွက်ပြေးသွားသည်မောင်သက်ဝေမီးတောက်တွေနာမသွားရဘူးနော်မေမေကလှမ်းအော်တော့သူကောင်းညိတ်ပြခဲ့သည်တို့တကားတွေပိတ်ခဲ့ရလားမသိမခင်မေကြီးငါတို့ပစ္စည်းတွေတော့သူများတွေဝင်ဆွဲကုန်တော့မှာပဲအဖွားကသူ့အသက်ကိုစိတ်ချရပြီဆိုတော့သူ့ပစ္စည်းတွေကိုတန်ရောစဉ်အမြင့်တန်းနေပြန်၏ထိုနေရာတွင်ဖွားဖွားသည်မေမေလောက်တရားမရှိဟုကျမယူဆသည်မေမေကဖွားဖွားလက်ကိုစုပ်ညစ်ကအားပေးသည်အမေမီးတောင်လောက်ရမယ်ဟာသူများယူနိုင်ရင်ယူပါစီလားမဟုတ်လေကျမတို့ရှိသမျှစီးစင်ဥစ္စာတွေမီးလောင်ပြီးပြဖြစ်မှာပဲလေကျမတမင်ဝင်းတကားကိုဖွင့်ပစ်ခဲ့တာယူပါစီနနက်4 နာရီကျော်မှမီးငိမ့်သွားပြီဟုသိရတော့ကျမရင်ထဲမှအစိုးရင်တော့ကအလုံးကြီးကျသွားသည်ကျမတို့ရင်တထိတ်ဖြစ်ကိုယ်အိမ်စီသို့ပြန်ကြသည်မိမိအထင်မှားသွား၏မီးလောင်ကျွမ်းသားသည့်အိမ်တွေထဲတွင်ကျမတို့အိမ်မပါခဲ့ပါကျမတို့အိမ်ကိုနနက်အာယုံတက်အလင်းရောင်ပြပြတွင်ဘေးမတိရမကမြင်လိုက်ရတော့ကျမပြောလိုက်တာကိုလက်တို့အိမ်လည်းမီးထဲမပါခဲ့ပြီဒါပေမဲ့ရေတွေကတအိမ်လုံးဆူရွှဲလို့ပါလားကျမတို့အုတ်ကန်တွေထဲမှာရေတွေမရှိတော့ပဲအိမ်ခေါင်မိုးပေါ်မှာအိမ်နေရံတွေမှာရေတွေဆူရွှဲနေပြီကျမတို့အိမ်သည်တမန်တလင်းခင်းဖြစ်ပေမဲ့အိမ်မကြီးကထရန်ကတက်ကဲမိုးဖြစ်သည်မိဖို့ဆောင်နှင့်ရေချိုးကန်အိမ်သားအတွင်းအဆောင်သားအုတ်တိုက်အုတ်အမိုးပြားဖြစ်သည်ဒါကြောင့်အိမ်မီကူမြေဟုမေမေကကြိုတင်ပြီးလက်လျှော့ထားခဲ့ခြင်းဖြစ်သည်
ကျမတို့အိမ်ကိုမီးမကူအောင်ရေဖြစ်ပတ်ဖြန်းပေးသူမှာဘယ်သူရှိရမလဲမောင်သက်ဝေပေါ့အောက်ကနှလုံးထဲမှာတူလောင်ထားသည့်ရေတွေကုံသွားအောင်ပင်ရေဖြန်းနေခဲ့သည်ဟုနောက်တော့မှသိရသည်နနက်မိုးလင်းပြီးမှမိခိုးမိုင်းတွေလွင့်လာသည့်ပြာတို့မှပေကျနေသည့်မဲညစ်သည့်ရေတွေကိုစီကြောပြရသည့်အချိန်တွင်ငိုအားထက်ရီအားတန်ရသည်အမလီတော်ငါစာအုပ်တွေလည်းရေဆူလို့ပါကလားမေမေကအော်နေချိန်တွင်အော်နေသည့်အချိန်မောင်သက်ဝေကတော့အနားမှမရှိတော့ပြီသမရပွဲယုံကမီးနစ်ပိုနီးသည်လမ်းချပြီးမှကျမတို့အိမ်ဆိုတော့မိကိုလျင်သမရကိုကူပြီးမှကျမတို့ကိုကူမှသို့တော့မောင်သက်ဝေသည်သမရပွဲယုံမှာအလုတ်လုတ်ပါလျက်သူ့ပွဲယုံမိမကူအောင်ကုညီရေဖြားမိအစားသူ့ဆီယာမဒေါခင်ခင်မိအိမ်မိမကူအောင်ရေဖြန်းပေးနေခဲ့သည်ဘလောက်ရေဖို့ကောင်းလိုက်ပါသလဲသမရသည်တိုက်ခန့်အိမ်ဖြစ်ပါလျက်တပိုင်းတစမိကျွမ်းသွားသည်အနီးမှာကပ်နေသည့်ဂုံရောင်ပွဲယုံနှင့်ဦးမြတင်တို့ပွဲယုံတွေလည်းအ ਨੇ အကျဉ်တော့မိဟခံရသည်သမရကတော့အများဆုံးပေါ့သူမိဘတွေအေးဆေးသလောက်စိတ်ဆက်ပြီးဒေါသဖြစ်လွယ်သောဆန္ဒမောင်သည်မောင်သက်ဝေကိုအိမ်မှနှင်ထုတ်လိုက်သည်အပြစ်ကသူ့အလုသမားဖြစ်လျက်နှင့်သူ့အိမ်ကိုမကူညီလို့တဲ့တောင်ဝင်မတိတတ်သူခေါင်းရှောင်သူစိတ်ထားပုတ်သူအိုးဆွဆွဲလိုက်သည့်စကလုံးတွေမုံမွန်နေတာကျမတို့အိမ်ကနေအတိုင်းသာကြရသည်မိဘတွေကိုကြောလွန်လျက်ဘာမဆိုဆုံးဖြတ်ချက်ချသောဆန္ဒမောင်သည်မောင်သက်ဝေ၏ကြောပုအိတ်ကိုလွှင့်ပစ်လိုက်တာများလမ်းလေကောင်တော်ရောက်၏မောင်သက်ဝေသည်ခက်တီတီမျက်နှာဖြင့်သူ့အထုပ်သူ့ကောက်ကတိတ်ဆိတ်စွာပင်ထွက်သွားလေသည်ကျမသည်သူရွှေစီရီကျောင်းကိုပြန်มาပဲမခင်မေဘဲနှင့်ရှိစဟိုကလေးကိုငါအိမ်အနှုချမ်းစီးမဲ့သူလို့ထင်တော့မလားဖွားဖွားကမေမေကိုခန့်ခွန့်ကလေးတန်ဖြင့်စကနာထိုးသည်မေမေကပြုံးသည်ဒါကတော့အမေရဲ့ဖွားဖွားကြည့်ရတာသူ့အိမ်မီးမလောင်လို့ကျေနပ်သည့်အထဲမောင်သက်ဝေနှင့်ပတ်သက်သည့်သူ့ယုံကြည်မှုမှန်သွားလို့ပိုပြီးစိတ်ချမ်းသာနေပုံရပါသည်အလုံးထုတ်ခံလိုက်ရသည့်ကောင်းလေးသည်စိတ်ညစ်နေသည့်ပုံစံမရှိသမရပွဲယုံကနေရွှေစီရီတို့ပြန်လာသည့်အဖြစ်သည်သူ့အတွက်ဘာမှထူးခြားဟန်မရှိစိတ်အနှောက်အယှက်လည်းဖြစ်ပုံမရမင်းကိုကလေးကကြီးလို့နှင်ထုတ်ခံရတာတော့မမနာတယ်ဒါပေမဲ့မင်းအဲ့ဒီမှာအလုံးမလုပ်ရတော့လို့မမဝမ်းသာတယ်သီလားသူကျမကိုပြုံးကြည့်လျက်ဘာမှမပြောချေတိတ်ပံအတွက်အထီးကကိုရန်ကြောင်သားအဖြစ်အမတ်တဲ့အစိုးရအထက်တန်းကျောင်းမှာတက်နေရသူအတွက်ရွှေစီရီဖုန်ကြီးကျောင်းသို့နေ့လေကျောင်းဆင်းချိန်ထမင်းပြန်စားရတာနည်းနည်းတော့ပိုဝေးတာပေါ့သမရကနေကျောင်းတက်ရတဲ့လောက်တော့မနီးပေသို့တော့ယောက်ျားလေးခြေလမ်းမယ်တပြေတန်းကမိန်းကလေးတွေတောင်ဒီလိုပဲနေ့စဉ်ထမင်းပြန်စားနေတာပဲအခုကိုစိုက်ကင်းကိုပြန်ကြည့်ဆိုင်တော့မောင်သူမျက်နှာမှာဝက်ချံတွေမရှိတော့ပြီမဲ့အသားကငယ်ငယ်ကလိုနှုတ်ဖက်မနေတော့ပဲနည်းနည်းကျန်းလာတယ်လို့ပဲအသားဖြူတဲ့လူအရေးပြားကျန်းနေဆိုတာဟုတ်လားမသိဘူးကျွန်တော်နောက်ထပ်အလုပ်တစ်ခုရှာနေတယ်ဘာပြောလဲဘာအလုပ်လဲခုံရောင်ပွဲယုံမှာသွားလို့ရမလားလို့ဟင်ဒီကောင်လေးလှုပ်ပြတ်ပြီသူကျမကိုစိုက်ကြည့်ကပြုံးလျက်ရှိသည်သူ့အပြုံးကတစ်မျိုးပဲငယ်ငယ်ကလိုသူ့ရင်ထဲပါရှိလေကျမမခန့်မနိုင်တော့ဘူးဟုခံစားရသည်ခုံရောင်ပွဲယုံကနှစ်ကိုအလုတ်ခတ်မှလိမ့်မယ်အာကြီးတမရကနှစ်ကိုဘာလို့အလုတ်ထုတ်ပြလိုက်လဲလူတိုင်းသိတယ်ခုံရောင်ကမခန့်လေဦးမြတင်တို့ပွဲယုံကခန့်မှာပေါ့သူဘာဖြစ်လို့များဒီပွဲယုံတွေမှာပဲလှုပ်ချင်နေရတာလဲကျမသူ့ကိုမျက်စောင်းထုတ်ပြလိုက်မိသည်မောင်9ရက်နှစ်က10ရက်နှစ်ရဲ့အခြေခံမှုအရေးကြီးတယ်နော်မပေါ့နဲ့စာတွေကလည်းအသစ်တွေဓာတုတွေယူပါတွေဘိုင်အိုတွေစာတွေမလိုက်နိုင်ပဲနေမယ်ဘာလုံးမှလုပ်ဖို့မစင်စားနဲ့မမမောင်ကိုလှစင်မုတ်ဖို့ထောက်ပံ့မယ်မလူချင်ပါဘူးအတန်ခက်ပြက်ချက်ချင်းညင်းဤမမအလုံးဝင်နေပြီလေမမကိုပိုင်ပတ်စံရှိပါတယ်မောင်ရဲ့ကျွန်တော်ပတ်စံမလိုပါဘူးစုထားတာတွေတော့ရှိတယ်မမကိုတော့ပြန်ပေးလို့ရတယ်အမေဟုတ်ပါရဲ့ကျမတတိထားမိပါသည်မောင်သည်သူ့ကိုကျမမဟုတ်ဘူးပေးဖို့ကြိုးစားတိုင်းညင်းပယ်လေးရှိသည်သူ့ကိုပေးလို့ရတာကမွေးနေ့လက်ဆောင်တွေပဲဖြစ်သည်သူကမွေးနေ့လက်ဆောင်ကလွယ်ပြီးဘာကိုမှကျမထပ်မှမယူချင်အောင်မာနကြီးသည့်ကလေးမို့မွေးနေ့လက်ဆောင်တွေတစ်နှစ်တစ်ခါမှန်မှန်ပေးဖြစ်ခဲ့ပါသည်အေးလေသူ့ကိုလက်ဆောင်ပဲပေးမှပါကျောင်းလာခါတို့ဘာတို့သွားမပြောနဲ့သူမကြိုက်ဘူးနေစားမအောင်သူမကြိုက်တာတွေကိုကျမသိပြီးရှောင်ကျင်နေခဲ့ပေမဲ့ကျမမကြိုက်တာကြတော့ဘာဖြစ်လို့ဒီကလေးမရှောင်တာလဲကျမကကုလီအလုသမားအလုကိုမလုပ်စေချင်ပါဘူးဟုအလေးနဲ့ပြောသည့်ကြကဦးမြတင်ဤပွဲယုံမှာသူ့လုပ်ဖြစ်အောင်လုပ်ခြင်းသည်ကျမကိုမနာခံခြင်းမဟုတ်လားနေငါကိုလုံးဝခရီးမဆိုင်ဘူးပေါ့ဟုတ်လား
ငါစကားကိုနင်ဘယ်တော့မှနားမထောင်ဘူးသွားနင်ငါစီလည်းမလာနဲ့နေ့ကငါစိတ်ကုန်သွားပြီကျမတကယ်စိတ်ဆိုးသွားမှန်းသိတဲ့ဖြင့်ကျမရန်ကုန်ပြန်သည့်နေ့ကကားဂိတ်သို့ကောင်းလေးအပြေးလွှာရောက်လာပြီးနှုတ်ဆက်ဖို့ကြိုးစားသည်မီးလောင်မီးကလေးကမေမေသူ့အပေါ်အနှဲငယ်အေးတယူဆက်ဆံလိုက်သည့်အခါကောင်းလေးသည်ခါတိုင်းလိုသူ့ဆီယာမမမြင်အောင်ခလန်းလန်းတစ်ပင်အောက်တို့ရွှေပဒိန်ဆိုင်တို့စီကနေပုံရှုွယ်ရှုစောင့်ကြည့်ရင်ခိုးချောင်ခိုးဝက်လာနှုတ်ဆက်စီရမလို့တော့ပြီကျမစီတို့ပြောင်ပြောင်တင်းတင်းဝမ်းသာအားရလာနှုတ်ဆက်ခွင့်ရသွားသည်ကျမစားဘူးတဲ့ပဲကြော်ပဲလော်ထုတ်ပြီးတော့ထူးထူးဆန်းဆန်းတဏ္ဍခါတုံးတုံးတဏ္ဍခါတုံးနဲ့သူနဲ့ဘာဆိုင်လို့တော့ကျမစိတ်တွေပြေးချခြင်းအမေဒီတဏ္ဍခါတုံးကဘယ်ကရတာလဲမောင်ကခက်တီတီပဲကျွန်တော်ဈေးကဝယ်တာပေါ့နေဟာကအစ်စ်ကောဟုတ်ရလားမသိဘူးလေဈေးတဲ့ကိုအကောင်းဆုံးရွေးပေးပါလို့ပြောလိုက်တာပဲတော်တော်အဝယ်ကောင်းပါလားဈေးတဲ့နှက်သမျှခံရမဲ့သူပဲဟော်ရီကလေးဟာလေကိုနဲ့မဆိုင်တဲ့အလုပ်ကိုတော်တော်လုပ်ချင်တယ်တဏ္ဍခါတုံးဝယ်တာနေကိစ္စမှမဟုတ်ပဲမသိဘူးမမကအမြဲတမ်းတဏ္ဍခါမလိမ့်မယ်မျက်နှာပြောင်းနဲ့နေတာကိုသူများတွေလိုတဏ္ဍခါလေးမှုန်နေစေချင်လို့အဲ့ဒီတော့ကျမကဟဟပပရှိမိသည်ဒီကလေးဘာမှလည်းနားမလဲပါလား